မတက်တဲ့ကောင်းကြီးတွေတော့တို့စစ်ကြအောင်ထိန်းသိမ်းခဲ့တဲ့နိုင်ငံကိုကျွန်တော်တို့လက်ထက်ကြမှာကျွန်တော်ပါပြီးတော့ပြည့်ရမယ်ဆိုရင်သေရကြီးရဗျာမဟုတ်ဘူးလားစာမတက်ပေမတက်ဆိုတာနှိမ့်နာမှုပေါ့ဘယင်းတွေကဖြစ်စစ်မတက်ဘူးလေကဲမစီမတက်ဘူးလေစီကိုတက်နိုင်ဘူးရဲ့ကဲပဲဘောဒင်းမတက်ဘူးဟိတွေဇူးမတက်ဘူးမိလည်းမရှိဘူးအဲ့ဒီလူတွေကတောက်ကာထားတယ်ကဲကျွန်တော်တို့လက်ထက်ကြမှာကျွန်တော်တို့တည်နဲ့စောက်သုံးမကြဘဲနဲ့တပြေးပါမယ်ဆိုတော့မဟုတ်သေးဘူးလေဗျာစနစ်တွေနဲ့အတွေးခေါ်တွေနဲ့ကိုရီကိုမျိုးဘယ်လိုစောင့်ရှောက်မလဲကိုချစ်သူဘယ်လိုစောင့်ရှောက်မလဲကိုအမေကိုအဖေကိုနှမကိုရွာကိုကြောင်းကိုတောင်ကိုတောကိုစားစာကိုအရက်ကိုပန်းကိုချစ်သူကိုမိသားစုညံပါတယ်သားတို့ညံပါတယ်နဲ့ဓာတ်နဲ့ထွက်ဆက်လို့မရဘူးမိမကိစ္စတော်တော်ရှင်းတဲ့ယောက်ျားပဲတက်ကတူကျောင်းသားဖြစ်သွားတယ်ဆယ်တန်းမှာနှစ်ဘာသာဂုဏ်လူနဲ့အောင်တယ်ဗိုလ်ချုပ်အောင်ဆန်းရဲ့အောင်လက်မှတ်ကလေးကိုနောက်မောက်ကသူ့အိမ်ထင်ရမှာတန်ချောင်းလေးနဲ့ထိုးထားပါတယ်ခင်ဗျတူဒီနဲ့အောင်ပါတယ်နံပါတ်1ဂုဏ်လူရတဲ့ဘာသာကတော့ BURMESE Burmese ဘိုးလိုရေးထားတယ်နော်ဟိုတော့ဆယ်တန်းအောင်လက်မှတ်နံပါတ်2ကပါလဲဂုဏ်လူရဘာသာ PALI ပါဠိအခုလို OS လို့မရေးဘူးခုခေတ်က Oriental Study မရေးပါဘူးခင်ဗျခေတ်တုန်းက PALI ပါဠိပဲနှစ်ဘာသာဂုဏ်လူနဲ့အောင်ပြီးတက်ကတူကျောင်းရောက်လာတယ်ရန်ကုန်တက်ကတူဂန့်ကော်ဒေါ်အင်းရကန်ဇက်အတိတိလမ်းမကြီးနဲ့ကျွန်တော်အကြိုက်လုပ်ခဲ့တဲ့နေရာပဲအင်္ဂလိပ်ခေတ်တစ်ခေတ်လုံးကျောင်းသားသမဂ္ဂကိစ္စတွေနဲ့အလုပ်ရှုံနေတာဘယ်လိုလုပ်ပြီးသားထားမလဲ1936မှာဒုတိယကျောင်းသားတပိတ်ပထမကျောင်းသားတပိတ်မှာဗိုလ်ချုပ်ဆန်းတို့မရှိသေးဘူးပထမကျောင်းသားတပိတ်က1920ကျောင်းစာထောင်တဲ့နှစ်ပဲဥဖိုးကြားတို့တပိတ်မောက်တဲ့နှစ်အမျိုးသားနေဖြစ်တဲ့နှစ်ဒုတိယကျောင်းသားတပိတ်ကျတော့1936 1936ဘုံကျောင်းဆန်းကျောင်းသားဖြစ်နေပြီလေကဲသူ့ရဲ့မဂ္ဂဇင်းမှာဥညွန်မြရေးတဲ့ငရဲခွေးကြီးလွတ်နေသည်ခွေးသိန်းရန်ကြီးလွတ်နေသည်စောင်းမထည့်တယ်လေကျောင်းကြီးရောက်ခေါ်ပြီးဆူတယ်လေဘသူရေးတယ်လဲလို့မေးတယ်လေအောင်ဆန်းအက်ဒီတာကောင်းပြီးသားတယ်မသိဘူးလို့ပြောလိုက်တယ်ရေးတယ်လို့တော့မမေးနဲ့တယ်အဲ့ဆိုမင်းကျောင်းထွက်ဘုံကျောင်းဆန်းကိုကျောင်းထုတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတောက်လျှောက်ပြဿနာတက်လိုက်တာကျောင်းသားတမကအကုန်လုံးဒုတိယကျောင်းသားတပိတ်ဖြစ်ပါတယ်အစိုးရကိုတပိတ်မှောက်ပါတယ်အဲ့တော့ဘုံကျောင်းဆန်းကျောင်းသားတမကမှာပါဝင်နေပါပြီတပိတ်မှောက်ပါတယ်ကြပြဆရာကြီးသခင်ကိုတော်မှန်းကအဲ့ဒီကျောင်းသားတပိတ်ကိုထောက်ခံပြီးကြပြရေးပါတယ်မရေးဘူးလားဟုတ်တယ်မလားနော်ထီမထင်ကျောင်းတော်သားတွေရဲ့ကြပြမိုက်တယ်နော်ထီမထင်ကျောင်းတော်သားတွေရဲ့အမည်အစဉ်ခေါင်းပေါ်အဖျားတွေမှမိုက်တယ်နော်မင်းတို့ကျောင်းသားတွေရဲ့စင်းမှာ1 2 3 4 1ကဘာတူလဲခင်မီဘီမိုးလားမသိဘူးထားပါတော့2ကဘာတူလဲ3ကဘာတူလဲ4ကဘာတူလဲမင်းတို့အဲ့ကျောင်းသားစင်းရဲ့ထိတ်ဆုံးမှာငါ့နာမည်တက်လိုက်တယ်မိုက်တယ်နော်ပြည်နာမှာရွှေတောင်ရှိပါတယ်ရွှေတောင်နားမှာရွာတရွာရှိပါတယ်ဝါလေကျေးရွာပါခင်ဗျအဲ့ဒီဝါလေကျေးရွာဇာတိငင်းနာမည်မောင်လွန်းတခင်ကိုတော်မှိုင်းကိုအောင်ဆန်းတို့ကျောင်းသားတပိတ်ကိုထောက်ခံပြီးကြပြရေးတယ်ထီမထင်ကျောင်းတော်သားတွေရဲ့အမည်အစဉ်ခေါင်းပေါ်အဖျားတွေမှမင်းတို့ဆရာကိုစရင်တို့ကထားလိုက်ကြပြီတော့အတိတ်ပဲရှင်းပါလေမင်းတို့တပုံထားတဲ့ကျောင်းသားတွေရဲ့ထိတ်ဆုံးမှာငါ့နာမည်တက်လိုက်တယ်ကောင်းလိုက်တယ်ကြဗျာထီမထင်ကျောင်းတော်သားတွေရဲ့အမည်အစဉ်ခေါင်းပေါ်အဖျားတွေမှမင်းတို့ဆရာကိုစရင်တို့ကထားလိုက်ကြပြီတော့အုတ်အော်တောင်းနေနေဖြစ်ကြအဲ့ဒီကာလမှာလည်းသခင်အောင်ဆန်းရည်စားထားဖို့စိတ်ကူးမရှိပါဘူးတိုက်ပြည်လွတ်လပ်ရေးရဖို့ပဲစိတ်ကူးရှိခဲ့တယ်ညီမင်းညိုရှိကပြောသွားပါပြီတီမောမင်းနဲ့စုဖျားလက်ကိုမန္တလေးနန်းတော်တဲကလာဖမ်းသွားပြီးတော့မှသင်္ဘောနဲ့ရန်ကုန်ခေါ်ရန်ကုန်ကနေအိန္ဒိယပို့တီဘောမင်းကဟိုမှာနိုင်ရွာဆန်ပေါ့ဗျာသေတယ်ပေါ့နိုင်ရွာဆန်တယ်ပေါ့သူတင်မသူမိမမိဖုရားကိုရန်ကုန်ပြန်ခေါ်လာရန်ကုန်မှာစုဖျားလက်သေစသည်ဖြင့်ကျွန်ဘဝကြီးရောက်သွားတာကိုအောင်ဆန်းကအသေးနာတာပါတော်မူတဲ့ဗမာနိုင်ငံပါတော်မူတာအသေးရဖို့တော့ကောင်းတယ်နော်မန္တလေးမြို့ပေါ်ကိုအင်္ဂလိပ်စစ်တပ်တက်လာတာတနက်တစ်ချက်မှမဖောက်ဘူးလမ်းမှာလည်းဖောက်တာစစ်3ချိန်ဖြစ်တယ်ဘာကြီးတော်ဖျားလက်ထက်မှာတစ်ခါဖြစ်တယ်ဘာကြီးတော်ဖျားဘယင်လောက်တဲ့အချိန်တုန်းကကာကွယ်ရေးဦးစီးချုပ်ကဘူးလေကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးဗန္ဓုလအဲ့လိုတော့မတက်ဘူးပေါ့တင်စားပြောတာပေါ့ဘာကြီးတော်ဖျားဘယင်ဖြစ်တဲ့အချိန်မှာဗမာစစ်တပ်ကခေါင်းဆောင်ကဗန္ဓုလမိုက်တယ်နော်ရှုံးတယ်ညီမင်းတို့ပြောသွားပြီကျွန်တော်တို့ရခိုင်နဲ့တနတ်ကြီးပြေးလိုက်ရတယ်တယောက်ကြော်သွားတယ်ဘာကြီးတော်ပြီးတော့တာယာဝတီပြီးတော့ဗကံမင်းလာတယ်တာယာဝတီရဲ့သားဒုတိယကျင်ချတယ်အောင်လန်နဲ့တည့်ရကြားတွေကိုပြေးလိုက်ရတယ်ကျွန်တော်တို့ကဲမိုက်မင်းတို့တခါထက်ကြော်တယ်တယောက်ကြော်သွားနေရနော်ဗမာနဲ့အင်္ဂလိပ်ချလာဘယင်တယောက်ကြော်သွားနေတာမင်းတို့ကိုကြော်လိုက်တယ်တီဝမင်းလက်ထက်နန်းတော်တဲ့ဝင်ပြီးတော့ဘယင်နဲ့မိဖုရားကိုလာဖမ်းသွားတယ်အဲ့ဒါပါတော်မူဇလန်းအစပဲတချင်းအောင်လို့ဆိုတယ်မလားကျွန်တော်တို့ပါတော်မူယတနာပုံနေပြီဘာလို့ပြောတာလဲယတနာမုစာဘာပြောတာလဲမန္တလေးယတနာပုံနေပြီမင်းဆက်အုပ်ဆိုးခဲ့သည်ဘယင်ဆက်တရအုပ်ဆိုးတယ်နောက်ဆုံးခေတ်
ကျောင်းသူကျောင်းသားတွေအလုံးသိပါတယ်ခင်ဗျားတို့နဲ့ကတ်နေတဲ့ရွှေဘိုပါဗျအလောင်းဖေးရစတာမဟုတ်ဘူးလားအလောင်းဖေးရနောင်တော်ကြီးစင်ဖြူရှင်စင်ကူးမင်းဖောင်ကားသားမောင်မောင်ဘိုးတော်ဖေးရဗတ်ကြီးတော်တာယာဝတီပကံမင်းတုံတီဘောဘယ်နှယောက်လဲ17ယောက်တချင်းကကောင်းလိုက်တာယတနာပုံနေပြီမင်း17အုပ်စိုးခဲ့သည်အုပ်စိုးခဲ့သည်ရှေတုံးကတော့အလွန်သားရစီတီဘောရသာနန်းဆန်း9နှစ်မှာဖြစ်ရတဲ့ရေးကိုတွေးမိပါတော့ဒီမတချင်းဆိုတာနဲ့တမိုင်းနေသိနေတယ်တချင်းဆိုတာနဲ့တမိုင်းသိသွားပြီကျွန်တော်တို့ကဘာသိသွားလဲကုန်းပေါင်ခစ်မှာဘယ်မနှယောက်ရှိတယ်လဲ17ယောက်နောက်ဆုံးမရင်နာမည်ဘယ်သူလဲတီဘောမင်းသူဘယ်နှစ်အုပ်ချုပ်တယ်လဲ9နှစ်တချင်းမှာပါတယ်လေယတနာပုံနေပြီမင်း17အုပ်စိုးခဲ့သည်အုပ်စိုးခဲ့သည်ရှေတုံးကတော့အလွန်သားရစီတီဘောရသာနန်းဆန်း9နှစ်မှာဖြစ်ရတဲ့ရေးကို9နှစ်ပါတယ်လေတွေးမိပါတော့ဒီတချင်းကြီးတဲ့လူကကောင်းလိုက်တာနော်ကိုဇော်ဝင်းထုတ်ခဲ့အဖိုးရန်ကုန်မှာရောကာကြီးဇော်ဝင်းထုတ်ရှိတယ်လေဇပင်းကြီးစီးလို့ရောကာဇော်ဝင်းထုတ်မကြဖုံးဆက်တဲ့မောင်သားရှိုးစီကိုဆရာချိုရန်ကုန်မှာလားနေမှာလားညီထုတ်ဖုံးဆက်ရင်ပထမဦးဆုံးကျွန်တော်ဒီပြောတဲ့စကားအဲ့ဒါပဲဆရာချိုရန်ကုန်မှာလားနေမှာလားကိုညီထုတ်ရန်ကုန်မှာညနေအိမ်လာခဲ့ဘူးဒီနဲ့ကြက်သားချက်ထားတယ်တချင်းဆိုကြမယ်ဇော်ဝင်းထုတ်တို့ကချမ်းသာတော့အိမ်မှာစန်းရကြီးအပိုင်ဝယ်ထားတယ်သူမတီးတတ်ဘူးသမီးတဲ့သားတွေမရည်နဲ့ဘာကြောင့်လဲသူကဂီတာသမားလေညီထုတ်ကဂီတာသမားဂီတာကတော့ကျွမ်းတယ်ဘယ်တော့တောင်ကျွမ်းလဲဆိုရင်ကျွန်တော်သူ့အိမ်ပိုင်းသူ့ကိုစမ်းတယ်ကျွန်တော်ကိုညီထုတ်တွန်တေးသိန်းနိုင်ရဲ့ချစ်ရဲ့ရှည်ရှည်အင်းရမြေကျွန်တော်ဆိုရင်တီးတတ်လားဆရာချိုးတဲ့ဂီတာနဲ့တီးရင်ရတန်ကတော့ဘာသချင်းလာတီးလို့ရတယ်တဲ့ကျွန်တော်တော့မိကပြီးဆိုတယ်သူ့ကိုကျောင်းဖွင့်ငိမ့်စိတ်မန်းတွေလဲမြေမှာကျဲပြန်နေကန့်ငေါ်ပန်းတွေနဲ့အတူသူနဲ့တွေ့ရမြေတက်ကတော်တို့မဟုတ်တီးတယ်နော်ဒီကောင်ညီထုတ်ကြီးဒါတော့ကျွမ်းနေမှာသိလားဆရာဦးတာချိုးတဲ့ဆရာချိုးတဲ့ရတန်တီးရင်လည်းဘာသချင်းလာတီးလို့ရတယ်ခင်ဗျလိတာတီးလို့မရတာသူရတယ်သူဒါတော့ကျွမ်းတယ်တို့တော့အိမ်မှာစံရိုက်တစ်လုံးဝယ်ထားပါတယ်သူတို့မိသားစုချမ်းသာတဲ့အတွက်မောင်သားချိုးလို့သွားတော့ဘယ်သူတီးမလဲညံကောင်းတယ်ရန်ကုန်မြို့လေကောင်ကစံရဆရာကိုတရက်စာပတ်စံပေးပြီးငှားတယ်3000တို့5000တို့ထမင်းမှာကျွေးပြီးတော့သူကတီးခိုင်းတယ်မောင်သားချိုးလို့ချီဦးညိုတို့နေဝင်းမြင့်တို့ဇုံထွက်အိမ်မှာသချင်းဆိုတယ်စီဝလိုက်တာဇုံထွက်ကအမေအစတော့ထားတီးတယ်နော်ဆရာကြီးသိမှာပေါ့ထားတော့တီးတော့ခလေးသိလားအေးတချို့ကျောင်းတော်ကြည့်နေတယ်ကျောင်းတော်ကြည့်နေတယ်ရန်ကုန်တက္ကသိုလ်ကမိမတွေလို့တော့မလုံနဲ့နော်ရန်ကုန်တက္ကသိုလ်ကဗာလဲဗျ Excellence University ရန်ကုန်တက္ကသိုလ်ကိုဘာလို့ခေါ်လဲ Excellence ထူးချွန်ကျောင်းသားများတက်တော့ကျောင်းအမှတ်နည်းနည်းများတယ်အီးမေဂျာ900ကျော်တယ်ကျွန်တော်စတင်တယ်တွဲပဲပေါမခဘွားတော့ကပေါမခဖြစ်လို့ကျွန်တော်တောက်ကုတ်ရွှေသွားတယ်ကျွန်တော်ရန်ကုန်မှာနေတော့ AP နဲ့နေရတာမိန်းထဲမှာကဲအကြာကြီးပေါ့ရှေ့ဆုံးနှမ်းမှာမိန်းကလေးတွေအမှတ်ကို900နီးပါးရတဲ့ကလေးတွေပေါ့လသားတို့ဒဂုံတစ်တို့ကတရက်ကြတော့ဘောင်းသားချိုးစာသင်းတန်းလန်းနဲ့မမကြီးတချင်းဆိုပြမိတယ်အချင်းချင်းအတင်းပြောနေတယ်ဒရောင်စစ်တွေနဲ့မဲအတိတ်တွေကတော့ဆရာကြီးကအောက်တယ်ပေါ့ဗျာဆရာကြီးမောင်သားချိုးကအောက်တယ်တောဘေးကြီးဘာလို့ဆိုတာလဲပေါ့မောင်သားချိုးကလည်းမြင်ပြအောင်မြင်တယ်အဲ့ဒါနဲ့မေးရတယ်ညီတို့ငါတင်းပြောနေတာမလားသူတို့မမကြီးကိုမသိဘူးလေညီထသန်းလို့နာမည်ဘယ်လိုခေါ်လဲဖုံးငုံကြော်မြင့်မနစ်ကမတွေ့ဘူးပဲသွားနေတာတော့မနစ်ကဂျပန်နိုင်ငံတိုကျိုတက္ကသိုလ်တတိဂျပန်သာသွားတင်ရတာဗမာသာဌာန3ယောက်လှုပ်လို့သူတို့သွားတာကျွန်တော်မေ့နေလို့ကျွန်တော်ကိုယ်တိုင်ဘုံလုံးကြည့်လိုက်သေးတယ်အေးဟုတ်ပြီတတိမမကြီးသိလားလို့မမကြီးကမွေးငါရောက်လာလားတဲ့ဟာမမကြီးကမွေးငါရောက်လာလားတဲ့နောက်တစ်ယောက်တင်တင်ညသိလား no တွန်နေသိန်းနံ no မသိဘူးနော်ညီတို့မသိဘူးနောက်ဆုံးကျွန်တော်စိတ်ညစ်လာတာနဲ့ခင်မောင်တိုးဒီဘက်ကိုကတ်လိုက်တာပေါ့ခင်မောင်တိုးမသိဘူးလွှမ်းမို့ပို့ဆိုးသွားတယ်ကဲထွေးသိတိတ်မထင်နေတာကျွန်တော်ကထွေးနေလည်းမသိဘူးစိတ်နဲ့ခန်းလိုက်ဆရာကြီး तू ကအိုးပါပြီအဖိုးကြီးမလားတဲ့ဟာဆိုင်ခန်းလိုက်တောင်မှအိုတယ်ပြောတယ်ခစ်ကြီးမှန်တာပေါ့ကျွန်တော်မေးတဲ့ကောင်မလေးတွေက18နှစ်10တန်းအောင်ငါသားဆိုင်ခန်းလိုက်ရ40ပြည့်လို့သွားပြီနော်ဆရာကြီး40ပြည့်သွားပြီသူတို့မသိနိုင်ဘူးကျွန်တော်သားလို့ဖြစ်နေတယ်ကျွန်တော်ကတော့တောသားဆိုတော့
ကျောင်းသူကျောင်းသားလေးတွေမြင်တဲ့အခါတတိယပြီးတော့မနဲ့ဝီလီဝီလေးတရက်မှာတချင်းဖွင့်မိတယ်ကျွန်တော်တွန်နေသိန်းညံရဲ့အသီးတရားအညာတစ်ခုကျောင်းတချင်းလေးလေမောင်သားချိုးတော့ကြိုက်တာပေါ့ခေါင်းလောင်းလေးနဲ့ကြည်နေတာပဲဘာလဲလားကလောင်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 ခေါင်းလောင်းနဲ့တညံ့ညံ့ပေးတဲ့ကျွန်တော်ငငယ်သချင်းရွာကျောင်းကိုပြင်းပြင်းမိရင်တတိယနဲ့တငယ်ချင်းရေတို့များငငယ်တုန်းကရွာဝင်လန်းစီကနေလက်ရှင်းရှက်ခါပြေးကလွှားကကြောင်းတက်လာကြတာတွေမင်းနိုင်မမလားမင်းတို့ငါတို့ငငယ်တုန်းကလေကျွန်တော်ကြိုက်တယ်လားတော်သားဆိုတော့ကာကြီးခါကွေဘလို့ရေးပါခလေးစရာရွယ်မှုတွန်းနေသိနေဆွေးကြမှာကြောက်လို့ကြိုက်တာပေါ့ကျွန်တော်တားတော်မောင်နောက်ကရောက်နေတဲ့ကွာတာပေါင်းပြီနဲ့ကျွန်တော်မကြည့်ဘူးမနဲ့ဝလီဝလင်းဖိတ်ဘာလို့ဖွင့်နေတာလဲတဲ့တချင်းပေါ်ကွာလို့ဘာတချင်းကြီးလဲတဲ့တွန်းနေသိနေကွာလို့အဘရကောင်လဲတဲ့ဟာတွန်းနေသိနေကိုဘရကောင်လဲတဲ့ဟေးကောင်မမတ်ရိုင်းနေလူကြီးကိုယောက်ျားကိုကောင်တို့မိန်းမကိုကောင်မတို့ပြောတာရိုင်းတဲ့လက်ခံတာမျိုးမပြောဘူးကွာသားမမသိတာလေ तू ကလူငယ်ထင်နေတာတေးသွားပြီဆုံးသွားပြီအစိုးရကြီးဟာလို့သားမသိဘူးဖေးပါတချင်းကြီးလေတဲ့အတိတရာအညာတစ်ခုလို့ဩစိုက်ပျိုးရေးပေါ်တယ်ဟာမင်းကပိုဆိုးနေတယ်မင်းကပိုဆိုးနေတယ်အဂရိကကြအတိတွေနဲ့အညာနဲ့ပါတော့စိုက်ပျိုးရေးထင်တယ်ဆရာကြီးရဲ့မောင်သားချိုကိုသားတော်မောင်ကိုရှင်းပြရတယ်ကျောင်းကိုဆိုထားတာအညာလေးကတခုတည်းအသီးတွေအလုံးတရာဘယ်လောက်ဒိတ်ပဲရှိလဲအညာလေးကတခုတည်းအသီးတွေအလုံးတရာမုံရွာတက်ကတူအညာလေးတပည့်တို့သားတို့ကအသီးတွေအမက46အညာလေးကျောင်းသားတွေကအသီးတရာပြီးတော့ဘဝတွေဘောင်းစုံဖြစ်ကြလိမ့်မယ်တယောက်တလန်းဆရာဝန်ဖြစ်တဲ့လူတက်ထဲဝင်တဲ့လူရဲဖြစ်တဲ့လူရှေ့နေဖြစ်တဲ့လူတရားသူကြီးကွန်ပျူတာပညာရှင်အီကိုစင်းတဲ့လူရုပ်ရှင်သရုပ်ဆောင်ဇာတ်ညွှန်းရေးတဲ့လူစံနေရတီးတဲ့ကောင်ဂီတာတီးမဲ့လူဘောလုံးကန်မဲ့လူမျိုးစုံမဲ့သားလေးနည်းနည်းငိုင်သွားတယ်တွန်တဲ့သိန်းနဲ့ဒိတ်ပဲရှိတဲ့သားစာတင်ကျောင်းတွေကအညာနဲ့တူတဲ့သားရဲ့ရန်ကုန်တက်ကတူမန္တလေးတက်ကတူအဲ့မှာတက်နေတဲ့သားသမီးတွေအားလုံးကအသီးလေးတွေပဲသားရဲ့သူ့လမ်းသူလျှောက်ကြမှာကွာတွန်တဲ့သိန်းနဲ့ဒါဆိုထားတာသူနည်းနည်းတော့သဘောကျသွားတယ်စိုးတော့မစိုးပါဘူးဒါပေမဲ့သားတို့ခင်မှာအဲ့ဟာနားမထောင်တော့ဘူးတဲ့ဒါလောက်တောင်ဖေးကျောင်းကိုလွှမ်းနေရင်တယ်လီဖုန်းပေးစမ်းညာဆိုပြီးတော့မောင်သားချိုလဲညီမင်းညိုအားကြပြီးတော့ဖုန်းအစုံနှလုံးကင်တယ်3-5 တောင်မတန်နဲ့မီဖိုးလေးသူ့ပေးလိုက်တော့ကျွန်တော်ဖုန်းလေးကိုလက်တော်လေးနဲ့ဆက်ပြီးတော့တချင်းလေးတွေကူးထည့်ပေးတယ်ခုသားတို့နားထောင်တဲ့ကျောင်းသချင်းကဒါဗျဖားလိုက်ရလဲအောက်တယ်ဆိုပြီးတော့မောင်သားချိုဖုန်းထဲမှာတချင်းတွေကူးထည့်ပြီးတော့သူပြလို့ကျွန်တော်လည်းသိတာမကိုမမသုံးတတ်တဲ့ဟာကြီးဒါကိုနှိပ်လိုက်တဲ့ဒီမှာဂီတပုံလေးတွေ့လာတဲ့ music music ဖားသားကြီးဒါကိုနှိပ်ထည့်လိုက်တဲ့တချင်းကောင်းစင်တွေကြလာလိမ့်မယ်တဲ့အခုပရိသတ်မြင်နေရတဲ့နီနီလေးတွေကတချင်းကောင်းစင်ပဲကျွန်တော်ကြည့်တာအခုသူထည့်ပေးထားတာကြည့်စမ်းလန့်သွားတယ်သိလားအကုန်လုံးဘိုးလို့အကုန်လုံးအင်္ဂလိပ်လို့ဗျာအရန်ကောင်းတာပဲ NGA ငါ AA ငါKYA ရွန်းကြီးကြောင်းငါအကြောင်း NAE ငါအကြောင်းနဲ့ NGA ငါ KN ကန်ငါအကြောင်းနဲ့ငါကန်နဲ့အမေကောင်းတယ်ဟာတော်တော်လေးအင်္ဂလိပ်စာတော့တော်တော်ကောင်းတယ်နောက်တစ်ပုတ် PARAMI နဲ့ပါရမီတဲ့ PHYAE ဖြည့်တဲ့ပါရမီဖြည့်တဲ့ PHED ဖက်ပါရမီဖြည့်ပက်တဲ့ဟာကောင်းတယ်ဟာတော်တော်ကောင်းတယ်ဟာနောက်တစ်ပုတ် KN ကန် KYAMAR ကျမကန်ကျမ SAYC ကန်ကျမ C 1AR ရာကန်ကျမ C ရာမဲကောင်းတယ်ဟာနောက်တစ်ပုတ် MIN မင်း AR TWAD တွက်မင်းအတွက်အများကြီးပဲထည့်ပေးထားတာပြီးတော့မှတပုတ်ကိုညွှန်ပြတယ်တွန်တေးသိန်းနိုင်ရဲ့အတိတရားအညာတစ်ခုတွေပါလေလုံးမနေနဲ့တဲ့သားတို့အခု TDC ကကောင်နေကျတဲ့သချင်းမြမအတန်ရှိမှ तू တက်တယ် TDC မဲဒီမှာကြည့်လိုက်ဆိုတော့ तू လက်ညှိုးနေမြင်တဲ့သချင်းလေးကြည့်တော့ကျောင်းသချင်းလေးဖြစ်နေတယ်ငါတို့ကျောင်းဘယ်လိုရေးထားတယ်ထင်လဲ My school တို့ our school တို့ထင်နေသလား No NGAR ငါ TO တို့ KUN ကြီးကျောင်းငါတို့ကျောင်းမိုက်မောင်တာချွေးမရဲတရဲနဲ့ငါတို့ကျောင်းကဘာများဖြစ်နေပါလဲဆိုပြီးတော့မှတချင်းဖွင့်နားထောင်တာလန့်သွားတယ်တွန်တေးသိန်းနံလို့ခေါင်းလောင်းတော့ပါတယ်ခေါင်းလောင်းလေးကတိတ်တိတ်စိတ်စိတ်မဟုတ်တော့ဘူးဆူညံပွက်ထားလို့တွန်တေးသိန်းနံကကြီးကြီးလင်းလင်းလေးကလော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 ကလော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 ကလော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 ခေါင်းလောင်းတဲ့ညံ့ညံ့ပေးတဲ့
ရွာကြောင်းကိုပြင်းပြင်းမိရင်တရိယာနဲ့တငယ်ချင်းရေဒါမျိုးလာမှာမောင်သားချွတ်သားရဲ့ငါတို့ကြောင်းကိုနှိမ့်ထည့်တာခေါင်းလောင်းတန်ကဒီဂျေပုတ်တန်ကြီးနဲ့ကျွီကလောင်လောင်လောင်ကလောင်လောင်လောင်ကလောင်လောင်ကျွီကျွီကျွီက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 လောင်လောင်ကလောင်လောင်ကလောင်လောင်ဟိုကြောင်းသားဘွား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 မှာပြန်လာစားရချက်ဟိုကြောင်းသားဘွားမှာ evacuation တက်သမီးတို့သားတို့ရှေ့ကပါချုပ်ကြီးဆရာကြီးဒေါက်တာတက်နိုင်ဦးဆရာမတို့ခစ်ကြီးပြောင်းသွားပြီနော်ကျွန်တော်ကြောင်သွားတယ်ဆုညံပတ်ထပြီးလာတော့ဘူးဗျကျွေးဆိုပြီးလာပြီးတော့ငါတို့ကြောင်သားဘွား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 မှာမျက်နှာစာတွေချက်ငါတို့ကြောင်သားဘွားမှာ evacuation တက်ငါတို့ကြောင်သားဘွားမှာစိတ်တွေဖြူစင်လေငါတို့ကြောင်သားဘွားငါတို့ကြောင်သားဘွားငါတို့ကြောင်သားဘွားမုံရွာတက်ကတူရဲ့ရတနာလေးတွေဖြစ်တဲ့သမီးတို့သားတို့ညီမတို့ရင်လိုက်ကူးနေပြီသူကတော့မတင်နဲ့ကျွန်တော်ပထမလန့်သွားတယ်နောက်မှသားကိုမေးရတယ်ဖြည်းဖြည်းဆိုပြစမ်းပါတာဖြည်းဖြည်းဆိုစမ်းငါတို့ကြောင်းသားဘဝ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 မှာမျက်နှာစာတွေကျက်ငါတို့ကြောင်းသားဘဝမှာ evacuation တက်ငါတို့ကြောင်းသားဘဝမှာစိတ်တွေဖြူစင်လျက်ကာယနဲ့ညီတယ်နော်ကိုတော်နည်းနည်းကြိုက်သွားတယ်တာဆက်ဖွင့်စမ်းကွာလို့လာတာပဲကြွီကလောင်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 ငါတို့ကြောင်းသားဘွားဆောင်းလာခဲ့မယ်အုတ်ထုတ်ငါတို့ကြောင်းသားဘွားအစိုးကချက်ပြုတ်ငါတို့ကြောင်းသားဘွားဇလန်းတွေပတ်ရှုပ်ငါတို့ကြောင်းသားဘွားငါတို့ကြောင်းသားဘွားမောင်သားချိုရောင်ပြီးယိုဦးသားချိုကြီးမကြည့်မငယ်နဲ့တွေးတွေကြွသွားတာစာသားတွေကကောင်းတာဘူးငါတို့ကြောင်းသားဘွားဆောင်းလာခဲ့မယ်အုတ်ထုတ်ငါတို့ကြောင်းသားဘွားအစိုးကချက်ပြုတ်ငါတို့ကြောင်းသားဘွားဇလန်းတွေပတ်ရှုပ်ကောင်းတယ်ဟာဆက်ဖွင့်တော့သဘောတွေကြာနေကြွေငါတို့ကြောင်းသားဘွားငါတို့ကြောင်းသားဘွားအဖြူနဲ့စိမ့်ကိုဝစ်ပြီးကြောဘွားကြီးကိုလွယ်ဆိုင်ကစည်းကိုတက်ခွာပြီးကြောင်းကိုဒိုးပါတယ်တဲ့မောစားကြီးရင်တေးပေါက်စင်းတော့စီးကရက်ကိုခဲကြောင်းကြီးကတင်မကိုချိန်လုံးနဲ့ဆွဲငါတို့ကြောင်းသားဘွားငါတို့ကြောင်းသားဘွားငါတို့ကြောင်းသားဘွားဘယ်လိုလောက်ကြမှာတော့ပညာတတ်ပညာရှင်များဖြစ်ကြတဲ့တက္ကသိုလ်ကပါမောက္ခတွေရောဆရာဆရာမတွေကိုသူ့ဘသူရွေ့သွားတဲ့လူဖွဲ့စည်း move ship ကရွှေ့တာပဲနော်လူဖွဲ့စည်းရွေ့နေတယ်နော်ကျွန်တော်တို့ဘယ်လိုတားမလဲအဖြူနဲ့စိမ့်ကိုဝစ်ပြီးကြောဘွားကြီးကိုလွယ်ဆိုင်ငယ်စည်းကိုတက်ခွာပြီးကြောင်းကိုဒိုးပါတယ်တဲ့မုတ်စားစင်းရင်တေးပေါက်စင်းတော့စီးကရက်ကိုခဲကြောင်းကြီးကတင်မကိုချိန်လုံးနဲ့ဆွဲငါတို့ကြောင်းသားဘွားဘယ်လိုတားမလဲကျွန်တော်ရှော့ဖြစ်သွားတယ်ကိုလည်းအဲ့တချင်ကိုကြိုက်တာလားလို့မင်းကျွန်တော်လည်းနည်းနည်းတော့ကြိုက်မိတယ်မစိုးဟဲ့ပေါ့ဒါကြောင့်မို့လို့ရန်ကုန်တက္ကသိုလ်ကမိန်းမတွေကိုကျွန်တော်မေးတဲ့ခါမှာမာကြီးသိလားဆိုသိဘူးဒီလိုဖြစ်ကုန်ကြပြီလုံးဝမသိဘူးနော်တွန်းနေသိနေဆရာတကယ်မသိဘူးနော်သိတာကျွန်တော်တို့ရွယ်တွေသိနေတာ40သိတယ်50သိမယ်35သိမယ်ပေါ့16 19ကိုတက်နိုင်ဘူးမသိဘူးနော်မသိဘူးလုံးဝမသိဘူးကြားဖို့မကြောက်ဘူးဘာတွေလဲပေါ့နောက်ဆုံးမောင်းသားချိုအလျှော့ပေးပြီးမေးရတယ်သမီးညှိထဆန်းလို့ဟုတ်ကဲ့ဆရာကြီးတဲ့ဖတ်စီအကြောင်းသူသမီးအကြိုက်ဆုံးအဆိုတော်နာမည်ကိုပြောလို့သမီးကြိုက်တဲ့အဆိုတော်ကနာမည်လှလေးနဲ့တဲ့ကောင်းပါသူတို့သမီးလို့ကြက်ဖားတဲ့နာမည်လှလေးနဲ့ကြက်ဖားတဲ့ဘယ်လိုလုပ်ကြမလဲမုံရွာလူတွေကဲနောက်တစ်ယောက်ညီးရောသမီးဆိုတော့လေနာမည်လှတယ်တဲ့သူလေရောက်ကျက်တဲ့ဟာနောက်တစ်ယောက်သမီးညီးရောစနေနောက်တစ်ယောက်ဂျီဖက်နောက်တစ်ယောက် H box ဆရာကြီးကျွန်တော်တို့နားတွေမှာစိမ့်နေပါချုပ်ဆရာကြီးနဲ့ကိုဘက်ကဒူးချုပ်ကိုတက်နိုင်ဦးနောက်ကဆရာဆရာမများအားလုံးလူကြီးတွေကျွန်တော်တို့နားမှာစိမ့်နေဆရာကြီးဒီနေ့မနေ့မကြောက်ဘူးကျွန်တော်သိပြီးတော့ဓာတ်ကြောင့်မို့လို့ခုနကျွန်တော်ပြောခဲ့တယ်မှတ်လားကိုဇော်ဝင်းထွတ်အကြောင်းပြောရင်းနဲ့ကိုဇော်ဝင်းထွတ်အမေကအဆိုတော်ထားပါလို့ကျွန်တော်မေးတယ်လေသိလားဆိုတော့ဆရာကြီးကကောင်းနေတယ်တချို့ကလေးတွေစိမ့်တင်းဖြစ်နေတယ်ကိုဇော်ဝင်းထွတ်အမေကအခုထိမသိသေးပါဘူးတိတ်နေနေတာပါတချန်ထဲမှာနေတာပါအိမ်တော့ခွဲနေတာပေါ့ညီချုပ်ကဒါတော့တော်တယ်နော်မိမနဲ့အမေနဲ့ကိုတိတ်နေမထားဘူးခြံကြီးကကျဲတဲ့ခါကျတော့အသေးယောဂအထူးကုဒေါက်တာခင်မောင်ဝင်းလို့ခြံသားမှာကဘာကြီးဖျားနာမှာရန်ကုန်မှာတထေးတွေနေတဲ့ရက်ွက်ကြီးတွေမှာကျွန်တော်တို့သွားပြီးထမင်းစားကြတာညီချုပ်တို့အိမ်မှာသူ့အမေကတတ်နှစ်ထပ်တိုက်နဲ့တတ်ထားတာသူကအမေကိုတတ်တနခါကြီးလိမ့်လို့အဖေကဆုံးသွားတဲ့ငငယ်တွေကဒေါက်တာကြီးခင်ကိုဇော်ဝင်းထွတ်အမေထားသည်
နိုင်ငံကျော်အဆိုတော်ကျွန်တော်တတိတော်ရောက်သွားသေးတယ်နော်အန်တီထားအတန်လေးကချိုးတယ်လေရေးသားတရားစာကိုမျောတာနော်သင်ကြောက်လားမသိဘူးအန်တီထားသချင်းလေးကျွန်တော်ငယ်ငယ်တော့စာပို့သမားလေးတွေကစာလေးပို့တယ်စပင်းလေးတွေနဲ့ကလင်း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 စာပါတယ်ခင်ဗျာစာပါတယ်ခွတ်ခက်ကလေးတွေဒါမသိတော့ဘူးဆရာကြီးသူတို့ဖုန်းနဲ့စာပို့နေတာဟုတ်တို့ငယ်ငယ်တုန်းကဖုန်းတွေမရှိသေးဘူးရေးသားပညာထားထားမထားထားအမေနဲ့သမီးအဖေနဲ့သားရက်ဝဲမှနေပြီဆိုစာပို့ကြတယ်သမီးတို့ရဲ့စာရိတ်ကိုသွားပြီးတော့စာရိတ်ကလေးမှာဒစိကောင်းလေး15ပြားနဲ့ကပ်ပြီးတော့ဘုံနဲ့ထည့်လိုက်ရတာနော်ကိုတတ်နိုင်ဘူးဒါကိုသိပြီးတော့မှအစင်းစင်းသွားပြီးတော့မှရန်ကုန်နဲ့မန္တလေးကြားထဲမှာ9ရက်လောက်ကြာမှစာရောက်တယ်အန်တီထိုင်ရတောက်တချင်းဆိုတယ်ဟိုတော့ကမိမတွေရဲ့မြစ်တာတရားစာချွန်းတော်မောင်ကြီးရှင်ဘယ်သူခေါ်တာလဲပို့စ်မင်းကိုခေါ်နေတာစာပွက်တဲ့ကောင်ကြီးကလင်းကလင်းစာချွန်းတော်မောင်ကြီးရှင်မစ္စာပါရင်ပေးပါလို့ပြောရမှများတော့မရှက်နိုင်ပါဘူးမရှက်နိုင်ပါဘူးမရှက်သုံးမရှိတယ်လေမိမလေးတွေကြိုက်မရှက်ငိုက်မရှက်ငတ်မရှက်လူတွေကကြိုက်လာရင်မရှက်နိုင်ဘူးတဲ့တူကိုမရှက်တော့ဘူးဒါယောက်ျားတစ်ယောက်ကမိမကိုကြိုက်မြင်မိမယောက်ျားကိုကြိုက်မြင်မရှက်တော့ဘူးကြိုက်မရှက်ငိုက်မရှက်တယ်အိတ်ချင်ရင်မရှက်ဘူးကျွန်တော်ငိုက်တယ်နောက်တစ်ခုကငတ်မရှက်စာလောင်မတ်တက်လာရင်မရှက်နိုင်တော့ဘူးကျွန်တော်တို့အလို့ရစားမှာပေါ့ဒီကောင်မလေးရပါလေချစ်သူစီကစာကိုကြိုက်လွန်းအားကြီးတော့မရှက်နိုင်ဘူးစာချွန်းတော်မောင်ကြီးရှင်မစ္စာပါရင်ပေးပါလို့ပို့စမင်းလာတဲ့ခါကျတော့အေးရှစ်ထွက်ပြီးတော့မျောရတာအမေအဖေသိမှလည်းကြောက်သေးတယ်နော်မိမတွေပြည့်ရနော်ဖယ်လေးအဝိရှောတော်လို့ပါလို့နဲ့အမေအဖေအိမ်နေလည်းမင်းနေတော့ပဲကိုပိုးတွေကစိတ်ညစ်ပါတယ်မဲပို့စမင်းကလာတော့မှာဟိုလိုဒီလိုမဲနေပလိုက်တာမေဒီနေ့လှမ်းလို့ကောင်းလိုက်တာနော်နေတာလိုက်တာကဲအိမ်နေထုတ်သမီးလှမ်းပေးမယ်မဲအမေကြည့်လိုက်စာပို့သမားကိုမျောလိုက်ပို့စမင်းလည်းလာစပိန်လေးနဲ့ကလင်းလမ်းမရတာအမေလည်းကြားမှကြောက်တယ်ကျွန်တော်တို့ဟုတ်တယ်မလားအခုကျမစပါသေးလားအခုကျမစပါသေးလားမပါဘူးအမဟောဝေးညွန်လိုက်ရတာကိုဇော်ဝင်းထုတ်အမေဆိုတတ်လိုက်တာစာချွန်းတော်မောင်ကြီးရှင်မစ္စာပါရင်ပေးပါလို့ပြောရမှများတော့မရှက်နိုင်ပါဘူးမရှက်နိုင်ပါဘူးတကယ်တနာမညာလဲသားကြာညာသွားတယ်တဲ့စာပေးမယ်ဆိုရင်မပေးဘူးတန်တရားတွေပွားများလို့သာအဘယ်သို့သောမေတ္တာတရားမှကိုယ်ဝေရမှသင်ကြားပေးပါလေအောင်ဆရာလူတက်ကြီးလူတော်ကြီးဘယ်လိုမေတ္တာတရားကိုကျမတို့မိမတွေကကိုယ်ဝေရမှလဲဘယ်လိုသစ္စာတရားကိုယုံကြည်ရမှလဲဆိုတာကိုမသိလို့နားမယ်လို့ခံလိုက်ရလို့ကျမတို့သင်ပေးသမှာဘူးရှင်နဲ့စက်သိမ်းချလိုက်တာတချင်းစက်သိမ်းချကျွန်တော်တချင်းနေတော့ရတမြောက်လိုက်တာနော်အဘယ်သို့သောမေတ္တာဘယ်လိုမေတ္တာမျိုးလဲမေတ္တာတရားမှကိုယ်ဝေရမှသင်ကြားပေးပါလေအောင်ဆရာကျမကိုရှင်သင်ပေးလေတဲ့ချင်းကျမတို့ဘယ်သူရောမှကျမကလေစိုက်တယ်နော်မလီစက်သိမ်းတော့ထားရင်ညချွတ်မီသင်ကြားပေးပါလေအောင်တခါကျယ်တွေလတွေစုံသောညမှာမောင်နဲ့မြေတွေ့စင်တော့ငါကြောက်ကလမ်းမှာပေါ့တမပင်အောင်မှာဆရာကြီးမသိဘူးထွက်သွားကြပြီချိန်တွေ့ပြီကျယ်တွေလတွေစုံသောညမှာမောင်နဲ့မြေတွေ့စင်တော့ငါပြုံးလေးဂရီပေးအပ်ခဲ့တာလူလည်းကြီးကဂရီပေးခဲ့တယ်ကောင်မလေးကရွယ်ဆိုတော့စာမှန်မှန်ရေးကြောင်းပိတ်ရင်လေမုံရွားနေပြန်တော့မှာဟုတ်စာမှန်မှန်ရေးနော်ရေးမပေါ်လို့ကိုချိုးဘာလဲကွာဖွေးရလဲမာကိုချိုးဘာလဲကွာဖွေးရလဲအမေစာမှန်မှန်ရေးမပေါ်ဘယ်လောက်ရေးမှာတော့တလောက်တစ်စောင်ရေးမယ်ရပါဘူးဖွေးရဆောင်နေမှာမရပါဘူးတလောက်တစ်စောင်နဲတယ်ဖွေးရလို့ကွာတပတ်တစ်စောင်ရပါဘူးနှစ်ဆောင်ရေးမယ်ကျယ်ရီလာတွေစုံတဲ့ညမှာဂရိပေးခဲ့တယ်ဒီကောင်လူလေကြီးကကျယ်ရီလာတွေစုံသောညမှာမောင်နဲ့မြေတွေ့စင်တော့ငါပြုံးလေးဂရိပေးအပ်ခဲ့တာနှုတ်ပြိုသည်မှအိုမင်းရင်ရောတဲ့အထိငို၍တော်၎င်းရှက်၍တော်၎င်းစောင့်မျှော်လေးနေသေးပါမောင်ပေးလာမဲ့စာချွန်လွာနှဖန်သို့မှုတ်ပဲသောခါရှစ်စာပဲတော့လာမှလေတဲ့မနှဖန်လားတဲ့တပတ်ခါလားတဲ့ထားတဲ့ချင်းကျွန်တော်ကြိုက်လိုက်တာလွန်းလိုက်ရတာအိမ်မှာမဆိုရဲဘူးကျွန်တော်သားကျွန်တော်ကောတာဘာချင်းလဲတဲ့ချစ်သူတရားစာအုပ်မျှော်တာလို့မျောမနေနဲ့မစိတ်ပို့လိုက်တယ်ဟာမနဲ့အခုကစာမပို့တော့ဘူးဖွေကိုတတိရတယ်ချို့လဲတတိရတယ်ဖွေကိုလွမ်းတယ်ချို့လဲလွမ်းတယ်ဖွေကိုချစ်ချို့လွမ်းဖွေကိုလွမ်းခစ်ကြီးတွေပြောင်းလဲသွားလိုက်တာလူတွေရင်ထဲကခံစားချက်တွေလည်းပြောင်းလဲသွားတယ်ထင်ပါရဲ့မောင်သားချွေးဘာကိုပြောချင်တာတော့
ဇော်ဝတ်ထုအမေဟာဆိုတော့ထားပါဆိုတော့ပြောနေတာကျွန်တော်ကလေးတွေသိအောင်လို့သမီးတို့အဲ့ထားခုထိတက်ရှင်နေတယ်နော်အဲ့ဒီထားရဲ့အဖေကကြတော့မှတချင်းကြီးတဲ့လူကြီးရွှေတိုင်ညွန့်ဦးညွန့်ကြည့်မြင်နိုင်မှာနေတဲ့အတွက်ရွှေတိုင်ညွန့်ဒါပဲဗမာတွေကကိုမျိုးကိုပြရှိမှရွှေတက်တယ်ဘူအောင်တင်ကားကိုရိုက်တယ်မမြောင်ဝင်းနဲ့ဘူအောင်တင်ဒိုက်တိုင်ကြီးနာမည်ဘာတူလဲဥဘီအောင်ညောင်တုံးသားကြီးရွှေတုံးဘီအောင်ဇက်ကတဲ့တချင်းဆိုတယ်ကြော်ကြော်ဘို့တို့အဖိုးဥတင်မောင်မန္တလေးသားကြီးရွှေမန်းတင်မောင်လူတွေအဲ့လိုမှဲ့တယ်လို့ပဲပေါ့အဲ့မျိုးတွေရွာတွေမှာလည်းမှဲ့လို့မကောင်းတဲ့ဟာတွေရှိတယ်နော်ချိုးမဲကောင်းတာရွာတွေရွာကြတော့မကောင်းဘူးမြရွှေပန်းတော်တဲ့အဲ့ဒါကြတော့တက်လို့သိမကောင်းဘူးထင်တယ်နော်ဆိုတော့ရွှေမန်းတင်မောင်ရွှေတုံးဘီအောင်တက်တယ်လို့ပဲကိုဇော်ဝင်းထုတ်ခဲ့အဖိုးကလည်းဥညွန့်ဖြစ်သောကြောင့်သူ့နာမည်ကြည့်မြင်နိုင်ရှိမှာရွှေတက်ပြီးရွှေတိုင်ညွန့်တီဘောမင်းနဲ့စုဖျားလက်နဲ့ပါတော်မူတာသူရေးတာကောဆန်းအသေးကွယ်တဲ့ဇလန်းကိုသူရေးတာယရနာပုံနေပြီခုနဆိုတဲ့ဟာမင်း70အုပ်ဆိုးခဲ့သည်ရှေ့တုံးကတော့အလွန်သားရစီတီဘောရာစာနန်းဆန်း9နှစ်မှာဖြစ်ရတဲ့ရေးကိုတွေးမိပါတော့ဒီဗမာပြည်ဇလန်းရှုပ်သမျှကိုရွှေကညင်းနဲ့ရေကစာကိုစီရာဇဌာနီမြန်နန်းအယုတ်ဇမှာဧကရစ်နဲ့ဝေးတာကြာလီပြီ1249ခုနှစ်မှာအဒီတစောင်းမုံလာစုပ်ရှင်းနေကိုတော့မမေ့နိုင်ပါပြီယနေ့တိုင်သာသည်မမေ့နိုင်ပါပြီအမေရိကန်ပညာရေးဌာနပြောတဲ့စကားသတိရမိတယ်ကျွန်တော် education နဲ့ entertainment နဲ့ပေါင်းဖို့လိုတယ်ကြိုက်တယ်ခလေးလေးတွေစာတင်တာ education နဲ့ entertainment နဲ့ဖြောပြမှုနဲ့ပညာနဲ့ပေါင်းစပ်ပြရတယ်ဂျပန်နိုင်ငံကိုစာပေဟောပြောပဲသွားတော့တိုကျိုမှာကျွန်တော်တွေ့ခဲ့တာကလေးတွေအားလုံးသမိုင်းတင်တာကတ်တုံးစာအုပ်တွေခလေးတွေကကတ်တုံးဖတ်နေတာဂျပန်ခလေးလေးတွေကအယုတ်ကလေးတွေနဲ့တကွိကွိနဲ့တမီးတို့ဂျပန်လူမျိုးထူးဆန်းနေနော်ဂျပန်နိုင်ငံမှာသမိုင်းစာအုပ်တွေအားလုံးကကတ်တုံးတွေနဲ့ရေးထားတာကြိုက်ပြီပေါ့အကြိုက်ပေါ့ဟင်အယုတ်ကလေးတွေနဲ့ကတ်တုံးဖတ်ရင်တန်လန်းနဲ့ဂျပန်နိုင်ငံသမိုင်းတရားလုပ်ထားတာဒါကြောင့်မလို့ပညာရေးဆိုတာ entertainment နဲ့နည်းနည်းပေါင်းပေးရင်ကောင်းတယ်လို့ပြောတယ်ရုပ်ရှင်ကြည့်ရင်ကျွန်တော်တို့ဘယ်ကားမျိုးကြည့်မလဲဂန္ဒီပေါ့ဗျကြည့်ပေါ့ဗျဂန္ဒီကားကြည့်ပြီးတော့ညစ်ကြတယ်မလားဂန္ဒီအလောင်းပြာတွေကိုပင်လေတဲ့ညစ်တဲ့ပြောချတဲ့ကံကြည့်ပြီးတော့ဘာဖြစ်သွားလဲအိန္ဒိယနိုင်ငံလွတ်လပ်သမိုင်းသိတာပေါ့တရုတ်နိုင်ငံမှာနောက်ဆုံးအုပ်ချုပ်သွားတဲ့ဘုရင်လေးမော်စီတုံးကဖမ်းပြီးထောင်ထဲထည့်ထားတာပူရီပူရီသူ့ကားကိုဝယ်ကြည့်ပါလား The Last Empire Last ကနောက်ဆုံး Empire ကဧကရစ်ပေါ့နောက်ဆုံးဧကရစ်မောင်သားချုပ်ကိုပိုင်ဝယ်ထားတယ်ကြည့်လဲပြီးတော့တရုတ်နိုင်ငံသမိုင်းသိသွားတယ်ကျွန်တော်ဟာအေးမှန်လိုက်တာအမေရိကန်နိုင်ငံပြောတဲ့စကားကောင်းတယ်ဟာလို့ education နဲ့ entertainment နဲ့ပေါင်းစပ်ပြရမှာတချင်းဆိုရင်းနဲ့စာသင်လို့ရတယ်ရုပ်ရှင်ကြည့်ရင်စာသင်လို့ရတယ်ကစားခုံဆိုင်ရင်စာသင်လို့ရတယ်အခုမောင်သားချိုကြီးကိုဇော်ဝင်းတို့အဖိုးရေးတဲ့တချင်းကိုဆိုတာသမိုင်းနေသိနေပြီ1249ခုနှစ်မှာဒီတစောင်းမုံလာစုပ်ရှင်းနေကိုတော့အကုန်ပါနေတယ်စာတော်ပြက်ဆရာမလို့ဘူးမမေ့နိုင်ပါပြီနေ့တိုင်သာသည်မမေ့နိုင်ပါပြီရင်မြင့်ရှင်ကိုယူငင်သွားတော့လူရှင်အများရေကရေခွဲရလို့ရင်ထဲငါဗမာကြီးအော်ဒီဘောရာစာပါတော်မူလေဒီမိုက်တယ်ဗျာကောင်းလိုက်တာဒီလိုနီးနဲ့မောင်သားချိုတို့နိုင်ငံကြီးကျွန်းဖြစ်တာကြပါတယ်တိုင်းသားပေါင်းတော့လွတ်လပ်ရေးချိုးပန်းမှာအင်္ဂလိပ်စီကမရပါဘူးမရတော့မှတက်ကတော်ကျောင်းရောက်ပြီးတော့ဘွဲရပြီးတော့မှခင်ဗျားတို့နတ်မောက်သားနောက်မှရေးထားတဲ့ဒေါ်အောင်ဆန်းစုကြည်အဖေဥဖန်တဲ့ဒေါ်စုသားလေးသခင်အောင်ဆန်းဂျပန်ထက်သွားပြီးရဲဘော်3ကျိတ်သွားတော့ကတော့တရုတ်ပြည်သွားတာပဲဂျပန်ပိုင်နဲ့ကျွန်းရောက်ပြီးတော့မှဂျပန်နဲ့သွားတက်သွားတိုးတာသွားတော့တရုတ်ကိုသွားတာပဲရဲဘော်3ကျိတ်နဲ့စစ်ပညာသင်ပြီးဗမာနိုင်ငံပြန်ဝင်လာတာ1942 1942အဲ့ဒီနှစ်မှာမိမရတယ်ဂျပန်နဲ့အတူဗမာနိုင်ငံပြန်ဝင်လာတဲ့နှစ်မှာမိမရတာ1942နေမကောင်းလို့ဆေးရုံတက်တော့ဂျပန်ခေတ်ဆေးရုံကြီးမှာမခင်ကြီးနဲ့တွေ့တာဟိုကနတ်စမထမင်းအင်းနီသူကဘိုလ်ချုပ်ကနေမှာဟိုကမျက်နှာပြည့်ပြည့်ဝမ်းဝမ်းကြီးနဲ့မျက်ခုံးမထူထူကြီးနဲ့အသားဖြူဖြူကြည်ကြည်လင်လင်ကြီးမျက်နှာပေါ်မှာရှုပ်တာထွေးတာမရှိကြွေတာဝိုက်တာမပါဖုံးတာဖိတာတွေမရှိပရိယေ no မာယာ no innocence lady ပြင်းမျိုးမှဲ့မထင်မိန်းမကြည်ကြည်လင်လင်ကြီးတချို့မိန်းမလေးတွေလှတယ်တိုးတော့နောက်နေတယ်ညနေပေါ်မှာအတိတ်ပဲရှုပ်ချက်နောက်နေမိန်းမတွေရှိတယ်ကြည့်လိုက်သိတယ်တချို့ရွက်ချမ်းယူလေးပဲတိုးတော့ကြီးနေတယ်မခင်ကြီးကဒီလိုကြီးကြီးလင်းလင်း
ဒါကိုကြိုက်သွားတဲ့အတွက်မေတ္တာမျှပြီးလူကြီးတွေကိုမိမတောင်းခိုင်းတာဗျအကျမ်းမြင်ရတော့ချစ်ရင်မဆိုဘဲနဲ့မိမတောင်းခိုင်းတာဒါဟာမိမလေးတွေအတွက်ကြက်တည်ပေါ့တချို့လူတွေတွဲနေတာကြားပြီးလက်ထပ်ဖို့ပြောတော့ဟိုလိုလိုဒီလိုလိုဒါတပိုင်းဒါတပိုင်းကျွန်တော်မကြိုက်ဘူးဒါလေးတခင်အောင်ဆန်းကတော့ကြိုက်တယ်မပြောသေးဘူးလက်ထပ်ပြစီတန်တောင်းဆိုတာဘယ်တော့တန်ဖိုးထားလဲဆိုတာဒီလိုနည်းနဲ့ညားတဲ့ဇနီးမောင်နှံကိုစောဆန်ဖိုးတင်ကအိမ်မှာထမင်းဖိတ်ကျွေးတန်လန်းနဲ့ကရင်စစ်သားလေးတွေတချင်းအောင်ဆိုခိုင်းသေးတယ်လေမင်းတို့မမနဲ့ဗိုလ်ချုပ်ကိုလက်ဖွဲ့တချင်းဆိုလိုက်กว่าတဲ့စောဆန်ဖိုးတင်အိမ်မှာဆိုတာငွေတော်ရာရောင်ချီထိန်လင်းတော်သည်ဘုံညိုးပြတ်တဲ့မိုးနံမဒီတရာကဘူသည်ဆီယာမကိုပဲတဲဆွဲအောင်ချစ်မိသည်ခင်ဗျားတော့မဲတလင်းလုံးဟာမလို့တက်လက်နဲ့တီးတာဘာမှမပါဘူးအဖြစ်ကလေးပေါ့အဖြစ်ကလေးဘာမှမပါဘူးတက်လက်တဲ့ဒရန်တွေဘာတွေဘာမှမပါဘူးကီးဘုတ်တွေဘာမှမပါဘူးထမင်းစားဝဲမှာဆိုခိုင်းတာမင်းတို့မမနဲ့မင်းတို့ဗိုလ်ချုပ်ကိုလက်ဖွဲ့တဲ့အနေနဲ့တချင်းဆိုပြလိုက်ငွေတော်ရာရောင်ချီထိန်လင်းတော်သည်ဘုံညိုးပြတ်တဲ့မိုးနံမဒီတရာကဘူသည်ဆီယာမကိုပဲတဲဆွဲအောင်ချစ်မိသည်ဆီယာမဆိုလို့ဆီယာမတွေရင်ခုန်မနေနဲ့အောင်နတ်စမပြောတာအကြီးတယ်သူတို့ကရှက်ဝှက်ချက်ကနေလုံးနေသေးတယ်မောကိုညီမင်းတို့လဲဦးတော့ဟဲ့ညီမင်းတို့ငါလမ်းမြင်နေတာဓမ္မကြီးတို့ကအကျိုးကြီးတွေမှမသိပါဘူးနတ်စမပြောနေတာအတိတ်ပဲရှိလိုက်တာသမီးတို့ရဲ့စာသားတွေနော်ဒုတိယပိုက်ပိုကောင်းတယ်နော်ထိန်ကြီးလာရောင်ဆန်းတော်လွမ်းပိုပါသည်စာသားတွေကောင်းတယ်နော်ရေးတဲ့လူတွေထိန်ကြီးထိန်ရဘာတူလဲထိန်လင်းငင်းနာမယ်ကြီးရဘာတူလဲမခင်ကြီးနှစ်ခုပေါင်းတော့ထိန်ကြီးမောင်သားချိုစဉ်းစားပြီးတယ်ငါဆိုဘယ်လိုဆိုမလဲပေါ့ကျန်ဆိုဘယ်လိုဆိုမလဲချိုဖွေငါအာယုံနောက်တယ်ဟာအာယုံနောက်တယ်ဘာလောင်းတာလဲညီလောင်းတောင်းနဲ့ညီတို့ဟာလေချိုဖွေဆိုမကောင်းဘူးတချင်းကဒိတ်ပဲရှိလိုက်တာထိန်ကြီးလာရောင်ဆန်းတော်လွမ်းပိုပါသည်ချစ်သူရှိရင်ဖွင့်ပြောပါလားလို့ဒီရိုးရိုးနဲ့မှန်ရာကိုပြောမြည်တကယ်စိတ်ကအတီးဘယ်မိမမချစ်ခဲ့သည်တရာကဘူသည်ဆီယာမကိုပဲတဲဆွဲအောင်ချစ်မိသည်ပြီးတော့ညားကြတယ်52သေဖို့9နှစ်ပဲကျန်တော့တယ်နော်အိမ်အောင်တက်က9နှစ်ထဲခင်ဗျားတို့4ခွန်မှာအသက်ခံရမှာမိုက်တယ်ဗျာဇက်လန်းကတော့ဗိုလ်ချုပ်အောင်ဆန်းတို့မင်္ဂလာဆောင်ပြီးတဲ့အခါညနေစာထမင်းကျွေးတယ်ဗိုလ်ချုပ်အောင်ဆန်းနဲ့ဒေါခင်ကြီးရဲ့ဖိတ်စာလေးများအိမ်မှာတင်ထားတာရှိလားဗျမောင်သားချိုမှတ်ထားတဲ့သဘောကြလို့ဘယ်လိုရေးထားလဲသိလား1304ခုနှစ်ဝါကောင်လပြည့်ကျော်12ရက်တနင်္လာနေ့ညနေဗမာနာရီ9နာရီအချိန်တွင်ရန်ကုန်မြို့နီပွန် military club ဂျပန်ကလပ်ပေါ့၌ထမင်းသားကြွကြပါရန်ဗမာနိုင်ငံသားတွေအလုံးငိုတယ်အဲ့ဖိတ်တာပြီးတော့အောက်ကပုံဘိုဒေစာတဲ့ဘိုးကျုံလို့မရဘူးနော်ဘိုးကျုံအောင်ဆန်းတို့မင်္ဂလာဆောင်ဖိတ်စာကိုအိမ်မှာရှိရင်ငါတို့ပြန်ကြည့်လိုက်ကျွန်တော်တိမ့်ထားလို့ပြောနေတာလူကြီးတွေပေးထားတာဘိုးကျုံအောင်ဆန်းလို့မရထားဘူးကျွန်တော်ဘိုဒေစာကျမမခင်ကြီးဖိတ်စာပေါ်မှာအင်္ဂလိပ်စလုံးတစ်လုံးမှမပါဘူးအင်္ဂလိပ်တက်ကြီး1942 no မပါဘူးသူတို့မင်္ဂလာဆောင်တာစက်တင်ဘာလ9ရက်နေ့ကျွန်တော်တွေ့ထားတာမပါဘူးမခင်ကြီးနဲ့ဗိုလ်ချုပ်အောင်ဆန်းကဗမာဆန်ဆန်အညာဆန်ဆန်မင်္ဂလာဆောင်ဖိတ်စာပေါ်မှာရေးထားတာဗမာတက်ကြီးပဲရေးထားတယ်ပြန်ရှာကြည့်ဦးခင်ဗျားတို့1304ခုဝါကောင်လပြည့်ကျော်12ရက်တနင်္လာနေ့ညနေဗမာနာရီ9နာရီအချိန်ထမင်းသားကြောကြပါရင်ရိုးလိုက်တာဒီလိုနည်းနဲ့ညားခဲ့တဲ့မိသားစု9နှစ်လောက်ပဲပေါင်းပြီးနောက်တော့ဆုံးတယ်ပေါ့သူများတက်လို့သေတယ်ပေါ့တနတ်တန်ရာဒုတိယအများဆုံးပထမအများဆုံးသခင်မြ15ချက်ဘုရားဆန်73ချက်ဒီလိုနည်းနဲ့အနိစ္စရောက်တယ်ပေါ့သူတိတ်ဆိတ်ပူတဲ့တိုင်းပြည်ကိုဘုရားဆန်ပညာကိုချစ်တယ်လေသူတိတ်ဆိတ်ပူတယ်တီဘောမင်းနဲ့စုဖျားလက်ပါတော်ပြီးတော့နောက်တိုင်းပြည်ကျွန်းဖြစ်တယ်နောက်အနာဂတ်မှာဆက်ပြီးပါမယ်ဆိုရင်တော့ဘယင်နဲ့မိဖုရားကိုလာမဖမ်းတော့ဘူးမင်းတို့ပြောသွားပြီပညာကြီးတဲ့နိုင်ငံတွေဟာငွေရေးကြေးရေးတွေနဲ့နိုင်ငံရေးပရိယာတွေနဲ့အခြားသောပညာရေးတွေနဲ့ဗမာနိုင်ငံကိုဝင်ပြီးတော့စီးလိုက်မယ်လို့တခင်အောင်ဆန်းတွက်ပြီးသားဒါကြောင့်မို့လို့စာပေဟောပြောပွဲလုပ်ဖို့လိုမထင်တယ်လို့သူမသေးခင်3နှစ်မှာသူတွေးခဲ့တယ်တဲ့1944မှာစလုပ်တာဒီပွဲတွေကသူသေးဖို့3နှစ်လို့သေးတယ်နော်1949မှာသေမဲ့လူနော်ရန်ကုန်မြို့မှာစာပေဟောပြောပွဲစလုပ်တာ1944တပည့်တို့သားတို့သူမသေးခင်3နှစ်ပဲနော်မိုက်တယ်နောက်အနာဂတ်မှာကြတော့တိုင်းပြည်ကိုကာကွယ်ဖို့ဆိုတာတိုင်းသူပြည်သားတွေဉာဏ်ကြီးဖို့လိုတယ်ပညာကြီးဖို့လိုတယ်သူတွေးတယ်လူတို့ကိုဉာဏ်ကြီးဖို့ပညာကြီးဖို့ဆိုတာပညာဉာဏ်နဲပါတဲ့တိုင်းပြည်လေးကိုလိုက်ပြောမှရမယ်သူသိတယ်အခုလည်းပညာဉာဏ်နဲပါစေပဲလေဒါကျွန်တော်တို့အလုံးသိပါတယ်ညီမညိုရှိရပြောသွားပြီလေဗမာနိုင်ငံကရတဲ့ဘွဲတွေဘယ်သူမှအသိမှမပြုဘူး
ရန်ကုန်တက္ကသိုလ်အဆင့်တော်မှာခင်ဗျာ1000လက်ကနေတာပဲမနေ့ကတော့တယ်လီဖုန်းမှာမောင်သားချိုရိုက်မိတယ်ဖုန်းလေးဖွင့်ပြီးတော့မှ Google လေးထဲမှာမောင်သားချို Google ထဲဝင်ပြီးတော့မှ internet ထဲဝင်ပြီးတော့ Google ထဲမှာစလုံးလေး3လုံးရိုက်တယ်3လုံးနဲ့ရိုက်တယ်ကျွန်တော် wall WORLD wall နောက်ကတော့ university ပေါ့ဗျာအများကြီးပေါ့university နောက်က RANKING ranking university ranking မနှစ်ကရိုက်တာ2018နှစ်3.18ဆရာမတို့ဗာတက်လာလဲထင်လဲကဘာတက်သူများအဆင့်2018ဒိန်းဆိုတက်လာတယ်နံပါတ်1ဒေါ်စုတက်တဲ့ကျောင်းပဲ Oxford University ပဲတွတ်တက်ပဲနှစ်ကတက်လာတယ်ဗာလေ Cambridge ဟာတေဟာရတယ်ကိမ်တောင်ကျွန်တော်ဖီလင်မရှိဘူးကျွန်တော်ကဘာကျော်တက်သူကြီးတွေလန်ဒန်ဟာတွေလန်ဒန်ကကျောင်းတွေရမှာပေါ့ဆက်တက်လာတယ်နံပါတ်6 Harvard တက္ကသိုလ်ရတယ်အမေရိကန်တက္ကသိုလ်အမေရိကန်လည်းနာမည်ကြီးတယ်ရတယ်ဆက်တက်လာတယ်22 စင်ကာပူမြို့သားတက္ကသိုလ်မောင်သားချိုတို့စာပေဟောပြောပွဲသွားတယ်စင်ကာပူလက်ပတ်နိုင်တောင်ဝယ်ပေးလိုက်သေးတယ်စင်ကာပူကဗမာမတွေကနိုင်ဆိုင်တရိယာသွားလို့နိုင်ဆိုင်နဲ့ဆွဲခေါ်သွားပြီးတော့ဆရာနိုင်တလုံးလက်ဆောင်ပေးလိုက်မယ်တဲ့စင်ကာပူကစမ်းတီတာချစ်လို့ကျွန်တော်ဝယ်ပေးလိုက်တာတရိယာတွေမနေ့ကတော့စင်ကာပူမြို့သားတက္ကသိုလ်22စိုးထိတ်သွားတယ်ငါအလုပ်လုပ်တဲ့တက္ကသိုလ်ရန်ကုန်တက္ကသိုလ်ငါဘွဲ့၄ခုတလုံးရတယ်ရန်ကုန်တက္ကသိုလ်ကကျွန်တော်ဘယ်ကြောင့်မှမတက်ဘူးကျွန်တော်ရတဲ့ဘွဲ့၄ခုတလုံးရန်ကုန်တက္ကသိုလ်ရတာဟာဘယ်အဆင့်မှာလဲတရဲမရဲရှာတာတယ်လီဖုန်းမှာရန်ကုန်တက္ကသိုလ်တစ်ကြောင်းနဲ့ပဲပါတယ်ကျန်တဲ့တက္ကသိုလ်တွေစင်းတော့မပါဘူး8920အဆင့်ရန်ကုန်တက္ကသိုလ်အဆင့်8920တဲ့ဘေးက OBJ ကြီးကိုပြမိတယ်လက်ကုပ်တီးပြီးထနောက်တယ်1000မပြည့်သေးဘူးကွယ်ဟေး1000ပြည့်သေးဘူးကွယ်မင်းညမလွယ်ဘူးကျွန်တော်ဆဲပြီးတယ်မตายရဲ့လို့အားရဝမ်းတာနဲ့ OBJ ရန်ကုန်စက်မှုတက္ကသိုလ်ကဆင်းတဲ့အင်ဂျင်နီယာဆရာမတို့ကျွန်တော်တို့ခုလည်းနှိမ့်ကြစေပဲနော်ဟိုတလောကကြံခဲ့တဲ့တလလောက်ကကျေးမုံသတင်းစာကိုလှန်တော့အင်္ဂလိပ်စာအကြောင်းဆောင်းပါးလေးဖတ်တော့ကပ္ပပေါ်မှာအင်္ဂလိပ်ဘာသာစကားကို SA second language ဒုတိယဘာသာစကားအဖြစ်သင်တဲ့နိုင်ငံ88နိုင်ငံရှိတယ်88မှတ်လို့လွယ်တယ်နော်ကပ္ပပေါ်မှာလန်ဒန်မှာပါအမေရိကန်မှာပါပေါ့ဆွစ်ဇာလန်မှာပါပေါ့အော်စီမှာပါဘူးပေါ့အော်စီလည်းအင်္ဂလိပ်ကိုပြောတာဟုတ်ဗျာဟုတ်လားအင်္ဂလိပ်စာကိုဒုတိယဘာသာစကားအဖြစ်သင်တဲ့နိုင်ငံ88နိုင်ငံရှိပါတယ်တဲ့ဆရာမတို့နံပါတ်2ကဘာလို့လဲသိလားအတော်ဆုံးကစင်ကာပူပဲကျွန်တော်ငိုင်းနေတော့မောင်သားချိုကြီးကြီးကျယ်ကျယ်မဖတ်ပါဘူးကြေးပုံနဲ့မြမအလင်းဖတ်ရင်ပါပါတယ်ကျွန်တော်ငိုင်းသွားတာသိလားဟာဒီနိုင်ငံသေးသေးလေးဟာလီရှန်လုံးအုပ်ချုပ်နေတာသူ့အဖေလီကွမ်ယူငါတို့စာပေဟောပြောပဲသွားရင်ရေတောက်ဆရာတော်မရှိတဲ့နိုင်ငံပဲလေးမြန်ဆင်းပြီဆိုရင်စင်ကာပူနိုင်ငံချန်ကီလေစိတ်ကိုလေးမြန်အပေါ်ကစိုက်ဆင်းရင်အောက်မှာပိုက်လုံးတွေတွေ့နေရတယ်တောက်ရင်မရှိလို့မလေးရှားကနေတည်တဲ့ပိုက်ကြီးတွေလင်းမောကြီးကိုပြင်နေရတယ်တလောက်တော့ငတ်ပြတ်နေတဲ့နိုင်ငံတင်ဟာစာတရှားတဲ့နိုင်ငံအင်္ဂလိပ်စာအဆင့်နံပါတ်1ဆိုပါလားဟာဗမာနိုင်ငံကိုလက်ကြည့်တယ်ဆရာမတို့84နော်ကဘာပေါ်မှာအင်္ဂလိပ်ဘာသာစကားကိုဒုတိယဘာသာစကားအဖြစ်နဲ့သင်နေတာ88နိုင်ငံမှာကျွန်တော်တို့က84နော်4ပဲရှိတော့နောက်မှာကဲဟာစင်ကာပူနံပါတ်1တကယ်ဟာဘိုးကျော်ဆန်ပြောတဲ့အတိုင်းပဲနော်ကျွန်တော်တို့ပညာသိစုပ်တက်သွားရင်တိုင်းပြည်ကဗတ်ပေါင်းဆိုတာကျသွားလိမ့်မယ်ဆိုတာကလေးလေးတွေကိုစာကိုဖတ်တာတော့ထင်နေတယ်ကျွန်တော်တို့မောင်သားချိုဘီးဒီမှာလှုပ်ဖူးတယ်နော်အာဆီယံ17နိုင်ငံကလေးတွေကိုခေါ်တယ်ကျွန်တော်ပါသေးတယ်ထိုင်းကလေးထိုင်းစာဖတ်တွက်တယ်တစ်စက္ကန့်မှနှလုံးလေးမလေးရှားကလေးမလေးရှားစာဖတ်တစ်စက္ကန့်မှနှလုံးသွားလေကမ္ဘောဒီးယားကလေးကမ္ဘောဒီးယားစာဖတ်တစ်စက္ကန့်မှနှလုံးလေးပြောရင်ကြာပါလိမ့်မယ်17နိုင်ငံအနည်းဆုံးနဲ့အထက်ဆုံးကဗမာနိုင်ငံကလေးပဲဖြစ်နေတယ်ကိုစာကိုဖတ်တာကိုကကြီးခါဝေးကိုဖတ်တာဖြစ်နေတယ်နောက်ဆုံးတော့ဂျပန်အကူကြီးတောင်းရပြီလေဂျပန်ကဂျက်ကဝင်လာတယ်မှတ်လားအေဂရာဆိုတဲ့အဖွဲ့ကျွန်တော်ဝင်လို့ပေးသေးတယ် EGRA အေဂရာ E ကအာလီ G က great စဖတ်တော့အာလီ great ငယ်ငယ်လေးပေါ့နောက်က R reading စဖတ်တာအာလီ great reading နောက်က A က assessment အာလီ great reading assessment အတူကောက်ဆိုတော့ EGRA မြန်မြန်ဖတ်လိုက်တော့အေဂရာဗမာကလေးသူငယ်များနှုတ်ရှာပြန်တွေ့ရေးဂျပန်ကျွန်တော်တို့က84ကလေးလေးတွေစဖတ်တာအာဆီယံ17နိုင်ငံမှာကျွန်တော်ဘိတ်ဘိုးကျောင်းအောင်ဆန်းကဒါကိုသိလားမသိဘူးနော်မသိရင်3နှစ်မှာဒီဗမာနိုင်ငံနောက်တစ်ခါပြန်မပါဘူးနောက်တစ်ခါဗမာနိုင်ငံကျွံဖြစ်ဖို့ဆိုတာဘယင်းနဲ့မြေပြလာမဖမ်းတော့ဘူးတဲ့တခြားနည်းနဲ့ကိုယ်နိုင်ငံနဲ့ဝင်ပြီးတော့လာမှာတဲ့ကိုယ့်ဘက်ကကိုယ်ကံအားနေရင်အကုန်ပါမယ်တဲ့ကိုယ်အစားအစာတွေပါမယ်ကိုယ်ဒလိထုံးတယ်တွေပါမယ်
ကိုဗမာမတွေပါမယ်ကိုအသေးနှံတွေပါမယ်ကိုအရွက်တွေပါမယ်ကိုမြေတွေပါမယ်ကိုကျွဲတွေနွားတွေပါမယ်ဆရာအကုန်လုံးပါမယ်သူတွက်ပြီးသားနောင်အနာဂတ်ကိုကာကွယ်ရမှာဗာနဲ့ကာကွယ်ရမှာလေတနှက်နဲ့နေဆက်ကနေရက်ပြီးကာလို့မရောက်သူသိပြီးသားတချင်းရေးခိုင်းနေမလားတတိယသွားပြီနော်တခင်အောင်ဆန်းမိုက်တယ်နော်တချင်းရေးခိုင်းနေလေဘာသူလဲရန်နိုင်ဆွေဘယ်သူဆိုတာလဲမေလာမြိုင်ပြည်တော်စုကိုပြည်တော်စုကိုအသက်ပေးလို့ဖြင့်ကာဝယ်မဲ့သူတွေဘိုးဘွားအမွေနှစ်မှုချစ်မြတ်တို့တဲ့လေဒါတို့မြေရွေကြော်တန်းကြီးမြည်ဟိခိုင်မာနေအတန်တော်ကျဲတယ်နော်တဲ့ဘာမှဒီအတန်တော်ကျဲတယ်နော်တဲ့ဘလို့ကာဝယ်မှာလဲတဲ့အဲ့ဒါဘိုးကျောင်းဆံမသိရတဲ့ချင်းနောင်အနာဂတ်မှာတီဘောမင်းနဲ့စုဖျားလက်ကိုလာဖမ်းယုံနဲ့မင်းကြိုးချွတ်မဟုတ်ဘူးနော်တဲ့ပညာနဲ့နိုင်ငံကိုစီးမှာတဲ့မင်းတို့ဘလို့ကာကွယ်မလဲတဲ့တက္ကသိုလ်ကျောင်းထဲမှာမောင်သားချိုပြောနေတာရက်ွက်ထဲမှာမပြောဘူးမင်းတို့ပညာတတ်တွေဘွဲ့ရမယ်လူတွေဘလို့ကာကွယ်မလဲကဲဒါနဲ့ထိုင်ဆောင်လို့ရမှာထင်သလားတနှက်နဲ့နေသက်ကနေဆောက်လို့မရမှာထင်သလားပညာမှာပါပဲစနစ်မှာပါပဲအစီအမံမှာပါပဲလို့ဒီနိုင်ငံကာလို့မရဘူးခေါင်းရွှေကာလို့မရဘူးတကယ်တော့ဘိုးကျောင်းအောင်ဆန်းအညာသားဒါကိုငငယ်လေးကသိပြီးမသိရင်အသက်30လောက်ကဒီသချင်းရေးခိုင်းနေနော်မေလာမြင်လဲဆိုတာတက်လိုက်တာရေးတဲ့လူလည်းရေးတက်လိုက်တာရန်နေဆွေပြည်တော်စုကိုပြည်တော်စုကိုအသက်ပေးလို့ဖြင့်ကာဝယ်မဲ့သူတွေဘိုးဘွားအမွေနှစ်မှုချစ်မြတ်တို့တဲ့လေဒါတို့မြေရွေကြော်တန်းကြီးမြည်ဟိခိုင်မာနေမေးပါရစေတော့မောင်တွေမဲတွေဘယ်ပုံပဲနီးနဲ့ကာဝယ်ကြမှာတော့လေမေးပြီဘုရားဆံမေးခိုင်းတာမေးပါရစေတော့မောင်တွေမဲတွေဘယ်ပုံပဲနီးနဲ့ကာဝယ်ကြမှာတော့လေခါကျင်ကောင်းမှန်ကြီးလို့သာတောင်ကြီးဖြိုမဲ့ကြံခါမတန်အမှန်တင်းမေမဲ့အခင်းမလှနိုင်ပါပြီအဲ့ဒီထုံးကိုနှလုံးမူမိစေတူမိချေတာဝန်တွေကိုစီရှိထားပြီလူမြည်အတိတရားတွေတို့ပြည်ကြီးတို့ကာဝယ်မလေးဆက်ဆိုရင်ကြာမှကြောက်လို့ဘလို့ကာဝယ်မလဲတာဝန်ရှိပါတယ်ဉာဏ်နဲ့ပညာနဲ့နှလုံးသားနဲ့မကာဝယ်ဘဲနဲ့ဒီနိုင်ငံမလုံးကြုံဘူးတဲ့မိုက်တာညီမညို့ပြောသွားတာကျွန်တော်ပြောရင်းနဲ့ခုတတိယသွားလို့မောင်သားချိုးတို့မနှစ်ကတော့ကြံခဲ့တဲ့9လလောက်ကစာပြီးဟောပြောပဲပြပခီးတဲ့တခုသွားတယ်ဗျနည်းနည်းဝေးတယ်ကိုညီမညို့ပါတယ်ကျွန်တော်ပါတယ်3ယောက်သွားတယ်မတ်တီလာဆန်းကျောင်းဆရာမလေးတပွဲပဲဟောပြီးပြန်လာတယ်ကျွန်တော်တို့စစ်တနီမြို့အော်စီပေါ့ဗျဩစတြေးလျတားပဲကုံလေးတွေပေါ်တယ်လေတားပဲကုံလေးတွေဘိုက်ထက်မှာကလေးလေးတွေနဲ့လက်နဲ့အစာကျွေးလိုက်စားတယ်နော်အေးတအားရင်လာမယ်နော်လက်လေးနဲ့လိုက်ရှင်တားပဲကုံလေးလဲစားတယ်ကျွန်တော်သဘောကျလို့ကြံခဲ့တဲ့9လတုန်းကသွားတာမနှစ်ကတခါသွားသေးတယ်ကျွန်တော်မဲအော်စီနဲ့ဓာတ်တယ်နေတယ်မနေ့ကတော့ဘေးလူဝါကြီးပါတယ်ဗျမန်းလေးမျိုးကနေဝင်းမြစ်ပါတယ်ဗျမနေ့က3ပွဲဟောတယ်ကျွန်တော်တို့အော်စီမှာ3မျိုးစစ်တနီမဲလ်ဘန်တက်မိုက်မောင်တာချိုတို့သူများနိုင်ငံနဲ့ဝင်တော့လေစိတ်ထရဝင်ပြီပေါ့ထုံးစံတိုင်းလေစိတ်မှာလက်ကားပြမှာပေါ့လက်ကားပေးပေါ့ပေါင်ကားပေးပေါ့ဘုံနေပါလေရှာတဲ့ဟာနဲ့အိတ်ဆွေးနဲ့စစ်ပြီပေါ့ကျွန်တော်တို့တီပေါ့ဒါတော့ပြီးသွားပြီပေါ့ပြီးလဲပြီးရောသူတို့နိုင်ငံတွေကိုဝင်မဲ့ခြံစည်းကိုအပေါက်ဝပေါ့လေစိတ်ကအပေါက်ဝပေါ့450ပြီကျဲမှာပေါ့အဲ့ဒါကြော်သွားရင်ရောက်ပြီအော်စီရောက်ပြီစစ်တနီဂျပန်ဆိုရင်လည်းအဲ့ဒါကြော်ရင်ရောက်ပြီတိုကျိုလေစိတ်ပါလေနရီတာဂျပန်နိုင်ငံလေစိတ်ကနရီတာလေစိတ်ပေါ့တတိယသွားတယ်ရောက်မှာပေါ့သမီးတို့သားတို့ဆရာတို့ဆရာမတို့ဝင်လို့ရမထင်လားနောက်ဆုံးစစ်ဆေးခြင်းဒီပါလေခွေးပဲရှောင်းတော့ခွေးနဲ့စစ်တာမောင်သားချိုတို့ရက်ပေးရတယ်မှတ်လားညီမင်းညိုရက်ပေးရတယ်ဘေလူကရက်ပေးရတယ်နာမည်ခေါ်တယ်ဥညွန့်သားကျောင်းနာမည်ခေါ်တာပေါ့မှတ်ပုံနဲ့နာမည်ဥညွန့်သားကြိုက်တယ်လို့ခေါ်ပေါ့ကျောင်းမှာဒေါက်တာညွန့်သားပေါ့ဆရာကြီးပေါ့ဗမောက်ခပေါ့ကျွန်တော်ဆရာကြီးခေါ်မှာပေါ့ဒါကတော့ချီဥညွန့်ကတော့ချစ်စနိုးခေါ်တာပေါ့ဘိုးချိုဘေလူကကျွန်တော်ချစ်စနိုးခေါ်တယ်ဘဲကြီးတဲ့အော်ဘီဂျီကတော့ယင်ကြီးကြီးခေါ်တယ်မသားတဲ့အမျိုးခေါ်တာပေါ့နော်ဆရာဆရာမအငယ်လေးတွေကတော့ဆရာချိုတဲ့တချို့ကျဆရာမပါဘူးချိုတဲ့စားပေးပြီလားတဲ့ချိုစားပေးပြီလို့မဲရှောကထလာတယ်ဟုတ်တယ်မလားလေဥညွန့်တောင်းပေါ့တန်းစီဟန်ဂျယ်ရီကိုရှေ့မှာထားပါတစ်တာရောဘိန်းနဲ့နောက်တရဥမြင့်အောင်ဘေလူဝါခေါ်တယ်ဟန်ဂျယ်ရီရှေ့မှာထားပါရောပေါ့ခွေးနှကောင်လှုပ်လိုက်တယ်မုံရွာမြို့မှာပညာသင်နေတဲ့သမီးတို့သားတို့ဆရာဆရာမတို့အဲ့ဒီခွေးတွေကကျွန်တော်တို့တစ်တာတွေကိုနမ်းတာတယောက်က9မိနစ်လောက်ကြာတယ်ခွေးတွေစီကန်းရှိလိုက်တာအထုလက်ကျင်ထားတဲ့ဩစတြေးလျခွေးတွေဂျပန်ခွေးတွေအဲ့နိုင်ငံတွေအောင်စစ်တယ်ကျွန်တော်တို့နှစ်ဖက်ညှက်ပြီးတစ်တာကိုနမ်းပါတယ်ခင်ဗျ
အနည်းဆုံး9မိနစ်ကြာတယ်အထက်မှာသူတို့တားတဲ့ပစ္စည်းပါလို့တော့ပြဿနာပဲနန်းကလည်းမမြင်နဲ့ဘာကြီးလာကြီးတော့ဟဲ့ဘာကြီးလာတော့ဘေလူကအချိုးမချိုးနဲ့နော်ဘေလူကရဲ့ကျွန်တော်အားပေးတယ်ဆရာချိုးကိုကြည့်နေတာတဲ့ရုပ်ရှင်ထဲမှာခွေးလုံးရင်အကယ်ဒမီရမထင်နဲ့တဲ့မသားကိုငါ့ကိုမင်းသားကြောင့်မလုပ်ခိုင်းဘူးခွေးလုံးရင်အကယ်ဒမီရမထင်နဲ့တဲ့နန်းလိုက်ကြတာတက်တာနန်းပြီးတော့ဒီမှာဘော်ဒနီဆရာတွေလည်းရှိနေလို့ပြောပြသေးတော့ဆရာမတို့အသေးနှောင်ဆင်းနေတာသမီးတို့တက်တာထဲမှာအသေးအနှံအစီအစံအမြင့်အရွက်အခောက်ပါလားဆင်းနေတာတက်တိရှိရင်ဂျပန်သွားမဲ့လူတွေရှိလားအော်စီကိုသွားလည်မဲ့လူတွေရှိလားတက်တာထဲမှာမန္တလေးကစိန်တလုံးတည့်သည်နှလုံးတော့ထည့်သွားပါလားမမိနဲ့အမိနဲ့အိမ်တော်ခွေးကချမောင်မင်းလေးတွေလင်းကားပြင်နှုတ်ပြီးထည့်သွားပါလားမမိနဲ့အမိနှမ်းလေးတွေကိုမလှော်ဘဲနဲ့လက်ဆက်ဆက်အပင်ကနေခူးကာသာနှမ်းကိုအစိမ့်အစီ20 30လောက်စက်ကူလေးနဲ့ထုတ်ပြီးတော့ထည့်သွားပါလားမမိနဲ့အမိနဲ့ခန်းရင်ဒီတဲ့3လုံးလောက်အေးလက်ဆက်ဆက်ကလေးဟိုကြမှာတုတ်စားမယ်ပေါ့ခက်စိမ့်စိမ့်လေးပေါ့ခန်းရင်ဒီ3လုံးလောက်တက်တာထဲမှာဘူးလေးလက်ထည့်လိုက်တက်တာပြန်ပေးလိုက်ဖြတ်မယ်ခွေးကိုလွတ်မထင်လားဆရာမတို့အကုန်မိတယ်နော်ကုန်းရွက်လေး4-5ရွက်ပါလို့ဘေလူကရဲစခန်းလိုက်သွားလို့ကျွန်တော်လိုက်ထုတ်ရတယ်လက်ပွေနှိပ်ရတယ်သမီးတို့သားတို့လက်ပွေနှိပ်ရတယ်ကျွန်တော်ဘာကိုပြောချင်တာလဲခင်ဗျသူတို့နိုင်ငံတဲကိုသူတို့ကာကွယ်ထားလိုက်တာလာပြီးတခင်အောင်ဆန်းဓာတ်နဲ့မကာကွယ်တာမဟုတ်ဘူးတဲ့တနက်နဲ့ကာကွယ်နေတာမဟုတ်ဘူးနော်ညံနဲ့ပညာနဲ့စနစ်နဲ့ကာထားတာတို့ရည်တို့မြေပေါ်ကိုဘယ်နိုင်ငံမှမသိတဲ့အရွက်တွေအသီးတွေအနှံတွေလာပေါက်ချင်းခွင့်ပြုဝင်လို့ရလားမေးကြည့်ညင်မင်းညို့နန်းတစီတော်ဝင်လို့မရဘူးဂျပန်ဒီခွေးတွေလည်းအနှက်ခံကျွမ်းသားမင်းနဲ့အထက်မှာပါတာနဲ့တဲမဲစီးနေတာတက်တာခွင့်ခိုင်းပြီမိပြီစမရှင်းတော့ပဲရဲစခန်းမှာအကြီးကျယ်ပြဿနာပဲနော်ဘာပြောလဲဆိုတော့အော်စီကရဲတွေကကျွန်တော်ကခင်မင်းနေလို့မေးကြည့်တော့မှနည်းနည်းတိခောက်ကြည့်တာပေါ့တရသီးမဲ့ကျွေးခြင်းရင်အော်စီကဗမာတွေကိုတရသီးမဲ့ကျွေးခြင်းရင်လှီးပြီးယူလာခဲ့ဘူးနဲ့ထည့်လာခဲ့အစိပါမလားဒီနဲ့ရင်းနဲ့ပြောတာတော့မင်းတို့အစိပါပြီးအလုံးလိုက်ပဲလာတော့ဒီမှာလှီးစားပြီးတော့လှမ်းပစ်လိုက်တော့မင်းတို့အစိကရေနဲ့ထိပြီးအညှောက်ထွက်ပြီးတော့တရပင်လာပေါ့လို့ရှင်းမလဲတို့မြေပေါ်မှာတို့ပစ္စည်းတွေကအတန့်တို့ရေတို့မြေပေါ်ကအသီးအနှံတွေကိုအစိအဆန်တွေအလုံးကောက်ွယ်ထားပြီးသားမျိုးရိုးဗီဇကုဆက်တာလုံးလုံးလောက်ကန်နိုင်တို့ကကျွန်တော်ကြောက်စရာကြီးနော်မေးကြည့်စမ်းမှာသွားတဲ့လူခြေဦးညိုမေးကြည့်ပါကျွန်တော်ပြောတာလုံးနေဆိုရင်ဒီနိုင်ငံတွေကျွန်တော်လှမ်းပါပြီလားဟာတချင်းကိုတတိရတယ်နော်မေးပါရစီတော့မောင်တွေမေတွေဘဲပုံပဲနီးနဲ့ကာကွယ်ကြမှာတော့လေဒီကောင်ကြီးသူတို့တိုင်းပြည်တွေကိုကာကွယ်ထားလိုက်ကြတာခုခေတ်ကဘင်းနဲ့မီဒီယာဝင်ဖမ်းတာမဟုတ်တော့ဘူးဝင်ပြီးတော့စီးမှာကိုယ့်အစားစာကိုသူ့အစားစာနဲ့ဝင်စီးမှာကိုယ့်အဝတ်စားကိုသူ့အဝတ်စားနဲ့ဝင်စီးမှာကိုယ့်အရက်ကိုသူ့အရက်နဲ့ကိုယ့်ချင်မက်ကိုသူ့ချင်မက်နဲ့ကိုယ်ဒလက်ထုံးဆောင်သူ့ထုံးဆောင်နဲ့ဟုတ်တယ်မလားကိုလူသုံးကုန်ပစ္စည်းကိုသူ့လူသုံးကုန်ပစ္စည်းနဲ့ကိုတချင်းကိုသူ့တချင်းနေနဲ့ကိုရုပ်ရှင်မူဗီကိုသူ့မူဗီတွေနဲ့ရှောင်းမူစီမာလေးသူကအစီမခံဘူးဟာဆရာဥတာချိုအော်ဒီရလူတွေချက်မောင်ကြော်စားကြည့်ရင်ချက်မောင်ဟင်းစားကြည့်ရင်ရန်ကုန်မြို့ကနေဈေးတွေရောက်ပြီးအရွက်လေးတွေချွေလာခဲ့တဲ့ထက်လာခဲ့တဲ့ကျွတ်ကျွတ်ကြီးနဲ့ကြော်စားကြတယ်အမြစ်ကနှုတ်မလာနဲ့အပင်မနှုတ်မလာနဲ့ခင်ဗျားတို့ဟာခင်ဗျားတို့မြစ်ပါနှုတ်လာတော့ဒီမှာချွေပြီးတော့ချက်လက်ချက်ပြီးတော့အမြစ်တွေရှိတဲ့ခါကျတော့အိမ်တော်ဖွေးစင်းပြီးကျွန်းထဲမှာဇက်လိုက်ထိုးပြီးတော့ခင်ဗျားတို့ချက်မောင်တွေစပေါ်တော့မလုပ်ကြမယ်ဆရာဥဒနိုင်ဦးဆရာဘော်ရနီပတ်သက်ပြောပါနေရကြောက်ခမန်းလေးလေးပဲနော်ဟာခန်းကြီးဒီစားကြည့်ရင်ရုပ်ထိုးလာခဲ့ငပိနဲ့စားကြည့်ငပိချက်လာခဲ့ကြက်အောင်ချက်လာအစိမ့်ထဲမလာနဲ့မင်းတို့ဟိုကြမှာမင်းတို့ခန်းကြီးဒီအစိမ့်တွေကိုချက်ဖို့ပြုတ်ဖို့လုပ်ပြီးတော့အစိမ့်တွေကိုရင်းနဲ့ဘတ်ဆိုနောက်လှမ်းပက်တော့အပင်ပေါက်မလို့မလဲမင်းတို့ဒါတက်ကတူကျောင်းမှာပညာတတ်တွေရှိပါတယ်ဘော်ဒဒီသမားတွေရှိပါတယ်စိုက်ပျိုးရေးသမားတွေသိပါတယ်ဗျသူတို့ကသူတို့မြေပေါ်မှာတပင်စနှစ်ပင်စပေါက်ပြီးတော့နော်ဝတ်ပုံကူးပြီးတော့ဗီဇတွေပွားပြီးတော့နှစ်တင်နေနဲ့ကြားလာတဲ့ခါကျတော့ချက်ချင်းတော့မဖြစ်ဘူးပေါ့နောက်တော်ကြားလာတဲ့ခါနှစ်ပေါင်300 400 500ဆိုသူတို့မြေပေါ်မှာဘယ်မှမသိတဲ့မျိုးဗီဇတွေနဲ့ရောပြီးတော့သူတို့အပင်တွေအသီးတွေအားလုံးမျိုးပြတ်မှကြောက်လို့ကာထားတာတဲ့သမီးတို့သားတို့တို့ပညာတတ်တွေမှလားတို့နိုင်ငံဟုကာကွယ်နိုင်လားအေးဆေးပဲဗမာနိုင်ငံအနှံ့ပြကြီးလို့သွားသလားမုံရွာကိုသွားသလားကျွန်တော်ရောက်တယ်ညောင်ကိုသွားဘူးသလားစကိုင်းကိုသွားဘူးသလားမြင်းညံသွားဘူးသလားရှမ်းပြည်သွားဘူးသလားကချင်ပြည်နယ်မြေကြီးနောက်သွားဘူးသလားဗမော်ရောက်သလားရွှေကူရောက်သလားဖရဲကင်းနဲ့တွေ့လားတွေ့လားကဲငါပြောကင်းနဲ့တွေ့လားငါပြောကင်းနဲ့တွေ့လားတေက3သိန်းလောက်နဲ့လာပြီးလာငှားသွားတာ
စစ်လာတိုက်စရာမလိုဘူးအန်တီတို့လဲဆိုင်တာဘယ်လောက်ရတယ်လဲတေက2သိန်းလောက်ရရဲ့လား10က30ဟင်းလူလဲဆိုင်ရသေးတယ်ကလေးတွေလည်းကြောင်းထွက်ကျွဲကြောင်းတဲ့ကောင်ကြောင်းနွားကြောင်းတဲ့ကောင်ကြောင်းကောက်စိုက်ပြိုးနှုတ်ဟုတ်တယ်မလားဓာတ်မြေဩဇာဘိုးနဲ့ကောက်ဆိုင်သမားဈေးနဲ့စပတ်ရေးရတာနဲ့နေရတာနဲ့ဘယ်လောက်မြတ်လဲ30ဟင်းလောက်တာ10လလောက်တာတအိမ်လုံးကလေးတွေရဲ့ကြောင်းထွက်မြတ်တာ30 10လတစ်လမှ2သိန်းဘာမှမဆိုင်နဲ့30ပေးမယ်ဟာသဘောကျလို့ဒီကညံမရှိတဲ့ကောင်တွေဟုတ်ကဲ့ကျွန်တော်တို့ငှားပါပဲခင်ဗျငှားတယ်စိုက်ခိုင်းတယ်အသီးခုပြီးယူသွားတယ်ဓာတ်မြေဩဇာထင်ရကျဲပြီးပိတ်သွားတယ်ကဲဒီတိုင်းထားခဲ့တယ်နောက်နေ့ပြန်မျှော်တယ်လာသေးလားကြားမပြန်လာငှားသေးလားကိုယ့်ထက်တက်တယ်မြေဩဇာပြောသွားမှသူသိပြီးသားပက်ဆက်စစ်ပတ်ပြီးစိုက်သွားတာနောက်နေ့အဲ့ဒီမြေပြန်မလာတော့ဘူးဘာသွားလို့လဲနောက်တကွက်ပေါ့မဆက်ရသေးတဲ့ဘာဂျင်စပိုင်းပေါ့နော်အပြိုစင်မြေသားကိုတခါသွားငှားတယ်ဒီတိုင်းထားခဲ့တာကြံခဲ့တဲ့ကျုပ်တို့နိုင်ငံလူတွေအားလုံးရှမ်းတွေရောကချင်တွေရောဗမာတွေရောမငှားနေပေါ့ငါမကပြန်စိုက်မယ်ကြောင်မင်းမယ်ပေါက်လားကဲဆက်ပေါက်လို့ဆရာမတို့ကဲကျွတ်ကြီးတွေဖုံးလို့နော်ပရက်စက်ကြီးတွေဖုံးလို့ဆရာကြီးဦးသားချိုဘာမှမပေါက်တော့ဘူးဆရာကျွန်တော်ဘာကိုပြောချင်တာလဲကိုယ့်ရေကိုယ့်မြေကိုဝင်ပြီးစီးတယ်သိမ်းတယ်ဆိုတာခင်ဗျာအစိုးရကိုတိုက်ပြီးတော့ဘယင်ဖန်မိလာလို့ဆရာလူသေးလို့လားပတ်စံပေးလို့ရတယ်အကုန်လုံးဆရာတို့အကုန်လုံးလို့ရတယ်ကျွဲတွေနွားတွေလာမွေးတယ်ဗမာတယောက်ကို3သိန်းခွဲလောက်ပေးတယ်ဟုတ်တယ်မလား3-4လကြာရင်ကျွဲကြီးတွေဖီးလို့နွားကြီးတွေဖီးလို့ဆရာမတို့အားပါကြည့်ကျင်သလားနေပြီးတော့သွားကြည့်ပါလားလေဝဲကိုသွားကြည့်လေဝဲမှာတဲကြီးထိုးထားတာရှက်ကျွေးတာခေါင်းဆောင်က3သိန်းခွဲလောက်ရတာထမင်းကျွေးထားပြီးသားတပည့်တွေနဲ့8000လောက်ပေးထားပြီးသား3-4လမွေးဝဖီးသွားတာကားတစ်စီးတာပြည့်ပြီဟော90နောက်တစ်စီးလာအကောင်90နောက်စီးလာအကောင်90နေဆက်ကိုသွားတာဆိုတော့တွေ့လားကိုရေကိုမြင်ကိုကျွဲကိုနွားကိုစိတ်ကြိုက်ပတ်စံမပြီးဝဲနေတာဘယင်ကိုဖမ်းစရာမလိုဘူးတမရကိုလာတိုက်စရာမလိုဘူးဒေါ်စုဖမ်းစရာမလိုဘူးငွေနဲ့ကျွန်တော်မကောက်ခွင့်နိုင်ဘူးကျွန်တော်တို့ညံမကောင်းတဲ့အခါကျွန်တော်တို့စီးပွားပြက်လာတဲ့အခါကျွန်တော်ဘာမှမကောက်လို့မရဘူးကျွန်တော်တို့ဒီလိုနည်းနဲ့ခစ်တဲ့ကဘာကြီးမှာနိုင်ငံတွေကိုဝင်စီးတာပဲကြောက်စရာကောင်းလိုက်တာနော်တချင်းကတောက်ဆိုထားတာပဲဗျပြည်တော်စုကိုပြည်တော်စုကိုအသက်ပေးလို့ဖြင့်ကာဝယ်မဲ့သူတွေဘုရားအမွေနှင့်မှုချင်မြန်လို့တဲ့လေဒါတို့ပြေဒါတို့မြေကျွေးကြော်တန်းကြီးညီဟိခိုင်မှာအတန်းတော့ကျဲတယ်တဲ့ပြောချင်တယ်ဆက်မဆို့ချင်တော့ကျွန်တော်မေးပြစီတော့မောင်နေမယ်တွေဘယ်ပုံပဲနီးနေကာဝဲကဲမြန်မာဆိုးနေကျွန်တော်ကြာမကြောက်လို့ကျွန်တော်ကားနိုင်လားလူတွေနှလုံးသားတွေရောကားနိုင်လားဗိုက်တွေရောကားနိုင်လားမိမတွေကျွန်တော်ဟာလိုက်နေတောင်ရောကားနိုင်လားမြစ်ရောကားနိုင်လားစာကျုံးနဲ့လာနေတာလက်မှတ်ထိုးပြီးလုံနေတာဒီတောင်ဖြိုးမယ်ဘယ်တော့ပြရမှာလဲကြီးနေထုတ်မလို့ထိုးမကားနိုင်ဘူးလေကတော့တနတ်တွေပဲကျွန်တော်တို့တန်တမန်နီးလန်းနေနဲ့နိုင်ငံတကာပြည်ရည်တွေနဲ့ IR တွေနဲ့ international relationship တွေနဲ့စာချုပ်စာတမ်းတွေနဲ့လက်မှတ်တွေနဲ့ပတ်စံတွေနဲ့လုပ်နေတာမလားကျွန်တော်တို့ဒီထိုင်ကြည့်နေတယ်ပဲကျွန်တော်တို့မင်းတို့မြစ်ကိုဝယ်ထားပြီးသားလက်မှတ်ထိုးထားတာမင်းတို့တွေအလုပ်မှာဒီတောင်ကငါတို့ကနီကယ်ထုတ်မှာဒီတောင်ကနီကယ်ဒီတောင်ကကြီးနီဒီကောင်ရွှေထုတ်မှာဒီနေရာဒီဘက်ကဒီရလျက်စစ်ဒီတောင်ကငါတို့ဝယ်ထားပြီးသားဒီတစ်တင်ငါတို့ဝယ်ထားတာငါတို့ခုံးမှာဒီကျွဲနွားတွေကငါတို့မွေးထားတာမင်းတို့လူတွေကိုပတ်စံပေးပြီးတော့အစာကျွေးခိုင်းတာတို့လာတဲမှာကြီးတိုင်းနောက်ဆုံးဗမာမတွေရဲ့ဘိုက်ကအစာငှားပြီးတော့မူဆယ်ဘက်မှာစာပတ်တွေလိုက်ကတ်ထားလို့သူတို့လင်းနဲ့များနဲ့ညာကိုယ်မဆောင်ချင်ဘူးအလုပ်လုပ်နေလို့မားလို့ဒီကပိုက်ထက်လာထည့်ထားမယ်ဒီကယူထရက်ဆဲကိုတိန်နဲ့ထည့်မယ်ကိုကကိုလာဆောင်ပြီး390လောက်ပေါက်တယ်ခလေးကိုဆောင်တာ390ဆိုတော့10လလောက်ဆောင်ရတယ်တစ်လ9သိန်းအရင်ဟာကြီးအသဘောကျနေသေးတယ်ကိုမစိုးဘူးကြိုက်သားပဲတဲ့9သိန်းကြတော့တယ်မဲစဉ်းစားနေသေးတယ်ကိုဘိုက်ကိုငှားပြီးခလေးထည့်ပြီးမွေးမှယူသွားမှဥဝဲဆိုထွက်တာကိုသူ့သားသူ့သမီးယူသွားမှကိုဒီတိုင်းကြံခဲ့ဆေးရစားပြီးတော့ဖို့သူကြီးပေါ့သမီးတို့သားတို့ပညာတတ်တည်ဖြစ်လို့တက်ကတူဆရာတယောက်ဖြစ်တဲ့မောင်သားချူကြီးကတေချာပြောပြနေသမီးတို့ကားနိုင်လားဓာတ်နဲ့စောင့်လို့လုံးမထင်သလားတနတ်နဲ့စောင့်လို့လုံးမထင်သလားလူတွေဉာဏ်ပညာနဲပြီးတော့ခံစားချက်တွေပြက်လာပြီဆိုရင်တို့အကာအကွယ်မဲ့ပြီအဆိုးဆုံးကတော့လူတွေနှလုံးသားတွေပဲပြက်သွားတာလေမြေကြီးတွေပြက်တာထားပါတော့တောင်တွေပြက်တာထားပါတော့မြစ်တွေပြက်တာထားပါတော့လူတွေရဲ့နှလုံးသားတွေပဲပြက်လာတာလေညီမညိုကြီးတော့ဟိုနေ့ကလက်ပိတ်ဆိုင်ထိုင်ရင်းနဲ့မနေ့ကတော့ပြောနေသေးတယ်သူပြောတဲ့စကားကျွန်တော်ကြိုက်ကြက်သိန်းအောင်ထားတယ်ဆရာချိုရေးတဲ့ခုခေတ်လူငယ်တွေကကြောက်ဆရာကြီးပဲဗျာဒီနေ့ကြိုက်တယ်နောက်နေ့တဲကိုကန်ချိန်နေဗျာဘယ်လိုကြတမိသား2ယောက်ဒီနေ့ကြိုက်တယ်နောက်နေ့5ရက်ကျတော့တဲကိုကန်ချိန်နေကျွန်တော်ပြောမယ်ဆရာတဲ့တကယ်တန်ဖိုးထားပြီးတော့တကယ်မေတ္တာစိတ်မေတ္တာမှန်နဲ့ချစ်ပြီးစောင့်ရှောက်တဲ့ယောက်ျားဘယ်တော့မှချိန်ဘူးဆရာချိန်နေကောင်တာမှန်ပဲသူကတိတ်ဆန်တာပဲသူတွေးသားဆန္ဒရဒီကောင်လေးကိုကြိုက်တယ်ဒါတော့ပဲရှောက်တတ်သူဆရာသူမနေ့ကပြောနေတယ်ကလေးနေရှင်းပါကလေးလက်ခံနေတကယ်မျက်နှိုးပြီးတကယ်ချစ်ပြီးဆိုဆရာနော်တဲ့မထိရဘူးဆရာကျွန်တော်တို့တဲ့ဘယ်တော့မှမလို့ဆရာပေါ့ဘူးဆရာအခုလူတွေ
တိုင်းပြည်ကနည်းနည်းပါးပါအကာအကွယ်မဲ့ပြီးပြတ်သွားတာမြေတွေရေတွေမကပါဘူးဆရာတဲ့လူတွေရဲ့နှလုံးသားတွေနဲ့ဘဝတွေပါဆရာအကာအကွယ်မဲ့လာတယ်နော်မောင်သားချိုးလို့ငယ်ငယ်တော့မှတချင်းနေရစနော်ကျွန်တော်ခက်ကတော့နုညံ့နေနော်မလီမိမတယောက်ကိုကြိုက်တာဗျနှခမ်းကိုထိုင်ကြည့်တာ၄နှစ်ကြာတယ်လေကဲနှခမ်းကြည့်အဲ့ဒီနှခမ်းကြီးကစတူတူကြီးဖြစ်နေလို့ရီပါတော့ဆိုပြီးတော့တချင်းလို့ဆိုတယ်ကျွန်တော်တို့ခက်ကကိုတန်းနိုင်ကိုတိလောက်တယ်ခလေးတွေမသိတော့ဘူးဒုက္ခကတချင်းနဲ့နုညံ့နေနော်ကောင်မလေးကခက်တီတီဆူဆူကြီးနေတယ်ထင်ပါတယ်နှင်းစီလေးနဲ့နှိုင်းတယ်နှခမ်းလေးကရဲနေတော့အမြဲတမ်းငုံပြီးဖူးနေတယ်တဲ့နှင်းစီကမပွင့်ဘူးတဲ့သွားမပေါ်ဘူးတဲ့ကဲပြုံးပါတော့လားတဲ့ဘသူဆိုတာလဲကိုစောငိမ့်နောက်ဘသူဆိုသေးလဲမောင်မောင်ညွန့်နောက်ဘသူဆိုသေးလဲလွမ်းမိုးနောက်ဘသူဆိုသေးလဲမန်းလေးသိန်းစောနောက်ဘသူဆိုသေးလဲလူလဲဆိုတယ်ချစ်ပြုံးနှင်းစီလေဖြူပြလဲစာသားတွေကောင်းတယ်နော်ဖြူပြလဲမူရသွဲနွယ်ချစ်တဲ့သူခင်ရဲ့မန်ညိုမြတ်ထားတွေရဲ့မမနာတွေမန်ကြီးတယ်ကောင်မလေးကပြန်တက်တယ်ရုပ်ချောတယ်ပေါ့ပတ်သက်ရှိတယ်ပေါ့ဖြူပြလဲမူရသွဲနွယ်ချစ်တဲ့သူခင်ရဲ့မန်ညိုမြတ်ထားတွေရဲ့အညိုကြီးနဲ့စိမ့်ရလေသလားကွယ်ချစ်နှင်းစီငုံလေးရဲ့နှုတ်ခမ်းတော်ဆူလွန်းတယ်အမလေးနှခိုင်းဆူတာကိုတရှင်းလို့ဆိုနေတာဖြူပြလဲမူရသွဲနွယ်ချစ်တဲ့သူခင်ရဲ့မန်ညိုမြတ်ထားတွေရဲ့အညိုကြီးနဲ့စိမ့်ရလေသလားကွယ်ချစ်နှင်းစီငုံလေးရဲ့နှုတ်ခမ်းတော်ဆူလွန်းတယ်နေ့စဉ်စောင့်ပါလို့ရဲ့မျောပေးမဲ့ကွယ်နေ့တိုင်းစောင့်နေရတာဘယ်နဲ့ရီမှလဲပေါ့မုံညာတဲ့သူအပေါက်ဝါမှာတိတယ်မောင်မချွတ်ကြိုက်နေတဲ့ကောင်လှမ်းတွေ့တော့ကွာပြုံးပြတယ်သူ့ပြတော့ကိုလည်းတွေ့ရောမလွယ်ပါလားကင်ကြီးမှာတွေ့တယ်ကိုကဒီဘက်ကစပွဲသူကဟိုဘက်ကစပွဲကိုကလည်းလက်ဖက်ရည်တောင်းနေတာသူကလည်းအေးတောင်းနေတာကိုကချစ်တယ်လူဆိုတော့ဒုထောက်ရတာပေါ့ကျုပ်ပေးရတာပေါ့ဘဝကိုအရှုံးပေးရတာပေါ့ကိုလည်းတွေ့ရသူကဒီမင်းတို့ကြီးလုံးတော့မိမလေးများညနိုးတယ်နော်ချစ်စရာကောင်းလိုက်တဲ့ယောက်ျားဒီလိုယောက်ျားမျိုးနဲ့ကိုနှမကြိုက်ပါတော့ကိုသမီးနဲ့ကြိုက်ပါတော့ကိုတူမနဲ့ကြိုက်ပါတော့ချစ်သူတူတရလေနေ့စဉ်စောင့်ပါလို့ရဲ့မျောပြီးမဲ့ကွယ်ပွင့်နိုင်ခဲ့ပါပြီတဲ့ပြုံးခဲ့လိုက်တာတဲ့နှခမ်းနှင်းစီရလဲပြုံးခဲ့လိုက်တာတဲ့ပွင့်ခဲ့လိုက်တာတဲ့နေ့စဉ်စောင့်ပါလို့ရဲ့မျောပြီးမဲ့ကွယ်ပွင့်နိုင်ခဲ့ပါပြီတဲ့တဏ္ဍာလေးရဲ့အနီအောင်လေးတဏ္ဍာဆိုတာတဏ္ဍာလေးရဲ့ဘယ်ခါချစ်ပြုံးမာလာကိုကွယ်ခုဆိုဖို့မြန်မောင်နှန်းသာမယ်ချစ်ပြုံးနှင်းစီတဝင်းကိုမျောကတလင်းလင်းကြိုတင်မှန်းစာရွယ်ဘယ်ရာဒီဝဲမာလာရဲ့ပွင့်မာလေကွယ်ဘယ်နဲ့ရီမာလဲတဲ့အဲ့နှင်းစီကဖိုးနေတယ်ဘယ်တော့ပွင့်မာလဲတဲ့ဘယ်တော့ပြုံးမာလဲခင်ဗျားတဲ့တခါမှလည်းကြုံရီမပြောက်ဘူးတဲ့ဘယ်ရာဒီဝဲမာလာရဲ့ပွင့်မာလေကွယ်တငုံနဲ့မငုံပဲနည်းနည်းလေးလျှော့စီခြင်းပါတယ်မာနလျှော့ပါမိမလေးတွေသဘာဝကိုသိပါတယ်တဲ့မိမဆိုတာမာနတော့ရှိရမှာပေါ့ဟေးလာပါတော့မနေရဘူးလေသို့တော့မင်းကတင်းလုံးနေကွာနည်းနည်းလေးပြုံးပါလားမိမကောင်းနေရဲ့ပြုံးချင်းမျိုးနဲ့မိမကောင်းနေပြုံးတာဘယ်လိုပြုံးလဲသိလားသွားမပေါ်ရဘူးပါဇက်မပြေးရဘူးအတန်မထွက်ရဘူးရီတာဘယ်နှမျိုးရှိလဲတပည့်တို့သားတို့ညီတို့စာပါဖက်လားရီချင်းဘယ်နှမျိုးရှိလဲမိမတွေရီချင်းက6မျိုးရှိတယ်ဆိုတာကြားဘူးလားမိမမြက်တွေရီတာ2မျိုးအလဲလက်မိမတွေရီတာ1မျိုးခက်ပြက်ပြက်မိမတွေရီတာ1မျိုးတဲ့6မျိုးရှိတယ်ပြောတာပဲမောင်သားချိုတယ်လီဖုန်းလေးပါနေတော့စိတ်ထဲဝင်စားလာတယ်နည်းနည်းလေးရှာလိုက်ဦးမယ်နော်သူတေသနာတရုပ်ပြအပြီးတန်ဤပုတ်ထည့်ထားတယ်ဖုန်းကြီးရေးတဲ့စာအုပ်ဆိုင်မှာဝင်ရင်2500ပေးရမယ်စောင်းနာမည်ကသူတေသနာတရုပ်ပြအပြီးတန်ရေချင်း6ပါလို့ကျွန်တော်ရက်လေတွေတွေ့လားဘာမှလို့ရက်လေလားရေချင်း6ပါလာစမ်းဟဲ့ရေချင်း6ပါပေါ်လာပြီ6အောက်ကစရည်မယ်မိမရုပ်တည်းရည်ရင်းနဲ့နံပါတ်6အတိဟတိတရည်ချင်းကိုလက်ခြေများကိုပြည့်ချမ်းပြည့်ရည်ချင်းနဲ့မလဲမတမအဲ့ဒါအနှိမ့်ဆုံးမိမတဲ့ရည်ချင်းမုံရွာကလူတွေစာအုပ်ဖတ်ဖို့ညွှန်းနေတာနော်စာအုပ်ဆိုင်ရှိရင်ဝဲပါတုတ်တေသနာတရုပ်ပြအဘိဓမ္လို့ခေါ်ပါတယ်စာအုပ်ဝဲရမှာပြင်းရင်မောင်းသားချိုးသီးလာပြောဇက်ပြလေးနဲ့စာအုပ်ကိုကူးထည့်ထားလိုက်ပေါ့နံပါတ်6ကိုလှုပ်ရမ်းရည်တာတဲ့နံပါတ်5အယုတ်ထဲမှာကနည်းနည်းတက်တာပေါ့အပဟတိတမျက်ရည်ထွက်အောင်ရည်ချင်းနဲ့ဆရာလည်းဘာမှမသိဘူးသွားလူနောက်ကြီးသွားမယ်အဲ့ဒီ2မျိုးကရုပ်တယ်တဲ့အပေါ်ပြန်တက်လာတယ်အလတ်စားနံပါတ်4ဥပဟတိတ
ပခုံးဦးကောင်းလေးများကိုလှုပ်ရည်ချင်းနဲ့ဆရာလည်းတကယ်ပဲသွားခါလူနောက်ကြည့်အလက်စားနံပါတ်3မိုက်တယ်နော်နံပါတ်3ဝိဟတိတအတန်ညင်းညင်းတာတာထွက်ရည်ချင်းအတန်ထွက်လာပြီသူကတော့ဆရာဦးတက်နိုင်ဦးကအဲ့နောက်တာပဲတော့ပေါ့အလက်စားလာပြီအမျက်ဆုံးမိမအမြင့်နဲ့ဆုံးမိမတွေကြီးတာနှစ်ခုရှိတယ်နှစ်ခုမှဒုတိယဗါတယ်လေဟတိတသွားနေငယ်ပေါ်ယုံမြရည်ချင်းနဲ့သူကအတန်မထွက်ဘူးလမ်းမှာတွေ့တယ်ဆိုရင်သွားလေးပဲပေါ်တာဆရာမတွေလက်ကျင်နော်အိမ်ကြမှန်ရှင်းမှာ6ပြောလို့ကြည့်နော်အမလေးလုံးအမျိုးဆုံးလုံးကြည့်ရမှာလုံးကြည့်ရမှာမျက်ရည်ဖျောင်းကြီးကိုလေးကိုလှုပ်အတန်ထွက်ဒါ၄ခုရှိသွားပြီငါသွားပဲပေါ်မှာတောက်လေးပဲလမ်းမှာတွေ့တယ်ဆရာဦးတနိုင်ဦးနဲ့တွေ့ပြီကျွန်တော်မိမထားပါတော့ဒါတော့ပဲအတန်မထွက်ဘူးအမျက်ဆုံးမိမမိုက်တယ်နော်အမျက်ဆုံးမိမနံပါတ်1လာပြီးတွေ့တယ်ဗါတယ်လေသွားမပေါ်ရတယ်ဗဇက်မဟရတယ်အတန်လုံးဝမထွက်ရတယ်စီကနေများလိုက်တာအဲ့ဒီမိမမြက်တယ်ဘာနဲ့ရီမာတော့နဲ့မျက်လုံးဖြင့်ရီရင်းနဲ့ဟာအဲ့ဒါတော့တဘာမှရမှာနော်မျက်လုံးနဲ့ပဲရီရမှာလေဗျာရီတတ်လားဆင်မတို့သွားမပေါ်ရဘူးဗဇက်လည်းမလှုပ်ရဘူးဆွဲချင်းလေးနဲ့ကိုယ်ငန်းနေတဲ့ကောင်နဲ့လမ်းမှာတွေ့ပြီကိုမာနတင်းနေသူနောက်ဆုံးတော့မှကြောက်ရသေးတယ်သူ့လေလမ်းလေးလည်းဖွင့်ထားခြင်းသေးတယ်မျက်လုံးလေးနဲ့ရဲလေးပြုံးပြမိတယ်ဆွဲလေးနဲ့တူလေးတွိုင်းအရန်ခက်တယ်နည်းနည်းခက်သွားပြီဒါကြတော့သမီးတို့သားတို့လက်ကျင်တော့အရန်ခက်သွားပြီမျက်လုံးကပြောမှန်းညီတို့ကောင်းလိုက်တဲ့တချင်းမုံရွာကသမီးတို့သားတို့ချစ်ပြုံးနှင်းစီဘလို့ရီခိုင်းတာလဲနံပါတ်1အဆင့်နဲ့ရီခိုင်းနေတာနည်းနည်းပဲလျှော့တယ်တငုံနဲ့မငုံပဲမငုံနဲ့တငုံနဲ့မငုံပဲနည်းနည်းလေးလျှော့စီခြင်းပါတယ်တဘာဝတရားကမတားတာပဲမို့တကယ်ပြုံးလိုက်ပါတော့လားကွယ်တနာမဖက်တဲ့အလှနှင်းစီရဲ့ချစ်ပြုံးနှင်းစီတဝင်ကိုမျောကတလင်းလင်းချိုတင်မှန်းစာရွယ်ဘယ်ရသည်ဝဲမာလာရဲ့မလေးဆိုရင်သမီးတို့ကျွေးတယ်နော်ညွညံ့လိုက်တာမောင်သားချိုတို့ဒေါက်တာတက်နိုင်ဦးတို့ငယ်ငယ်တုန်းကယောက်ျားမိန်းမတွေရဲ့ချစ်ချင်းမြတ်တာတရားတွေကညွညံ့လိုက်တာအခုဟောမြေကြီးတွေပြက်တယ်လို့တစ်ပင်တွေပြက်တယ်လို့ကျွဲတွေနွားတွေပြက်တယ်လို့ဖရဲကင်းတွေပြက်တယ်လို့ငါပြောကင်းတွေပြက်တယ်လို့တောင်တွေပြိုတယ်လို့မြစ်တွေခမ်းတယ်လို့ငါတို့နှလုံးသားတွေအကုန်ပြက်သွားပြီဒီနေ့တွေ့တက်ကူအောင်ခေါ်ချစ်သူနှစ်ယောက်ပွဲဓာတ်ထိုးတတ်တယ်မိုက်တယ်နော်မိုက်တယ်နောက်ရည်သားထားတယ်ငရဲမိနဲ့ပက်တယ်မျက်နှာကိုဟာညီလေးတို့မင်းတို့ဘာလေးလဲကဲငါမေးမယ်ဒီလူငယ်တွေကိုချစ်သူကနောက်တွဲတယ်လမ်းဆော့ပြီးဓာတ်ထိုးတတ်တယ်ဒီခကြီးတို့ပြက်သွားတာမြေပဲပြက်တာလားငါထင်းနေတာငါတောင်တွေပြိုတယ်မြစ်တွေခမ်းတယ်တောတွေပြုံးတယ်အသေးနှံတွေပြက်တယ်ထင်ပြီးတော့လူတွေကောင်းမထင်နေတာဟာယောက်ျားမိန်းမချစ်တာပါပြက်ပြီရန်ကုန်ရွှေတော်ဘုရားခြေရင်မှာကောင်မလေးကတင်ငန်းချုပ်တယ်ကောင်လေးနဲ့ကွဲသွားတယ်ဆိုင်ထဲဝင်ပြီးကက်ကြီးထိုးတတ်တယ်လေဒီသားမှာပါတယ်လေတောင်တမန်အင်းမှာယောက်ျားလေးကဆိုင်ကနေလာတယ်နောက်ကြီးသားနဲ့တွဲလို့ကောင်မလေးကစောင့်နေတာဒါနဲ့ထိုးသေးတယ်လေလမ်းမှာစောင့်နေအက်စစ်နဲ့ပက်တယ်ဒီမျက်နှာကိုဟာကျွန်တော်လေးဒရင်ဖိုင်တန်းလာနဲ့ဟာငါတို့လူဖွဲ့စည်းကိုငါတို့မကာကွယ်နိုင်တော့ဘူးငါတို့ကတောတွေတောင်တွေမြစ်တွေပဲမကာကွယ်နိုင်ဘူးဖြစ်နေတာလူတွေရဲ့ခံစားချက်တွေလည်းကျွန်တော်ကောင်းလို့မရဘူးကျွန်တော်တို့ရိုက်သွားတာလားကျွန်တော်တို့ပြီးတော့မောင်သားချိုးငယ်ကြီးကညှညက်လိုက်တာလို့နှကန်းလေးကမပြုံးလို့စွတူတူလောက်တာတော့တချင်းလို့ဆိုတယ်ကျွန်တော်တို့ထိုင်ကြည့်နေတာကြမ်းဘယ်ရာဒီဝဲမာလာရဲ့ပွင့်မာလဲကွယ်တငုံနဲ့မငုံပဲနည်းနည်းလေးလျှော့စီခြင်းပါတယ်တဘာဝတရားကမတားတာပဲမို့တကယ်ပြုံးလိုက်ပါတော့လားကွယ်တနာမဖက်တဲ့အလှနှင်းစီရဲ့ချစ်ပြုံးနှင်းစီတဲ့ဝင်ကိုမျောကတင်းလင်းလင်းကြိုတင်မှန်းစာရွယ်ဘယ်ရာဒီဝဲမာလာရဲ့ပွင့်မာလဲကွယ်တငုံနဲ့မငုံပဲနည်းနည်းတော့လျှော့စီခြင်းပါတယ်ကြီးလိုက်တယ်ကျွန်တော်တို့မောင်သားချိုတို့ခက်ကလူငယ်တွေဒီတိုင်းကြီးခဲ့ကြကျွန်တော်တို့လက်ရဲစေရဲမရှိကြဘူးစောင့်ရှောက်တယ်ကိုချစ်တဲ့ဟာကိုမြန်တို့တော့စောင့်ရှောက်တယ်ကျွန်တော်တို့မောင်သားချိုတက်တော်မှာတော့ချစ်သူတယောက်ကို20ကျော်တယ်ထိုင်ကြည့်နေတာကျွန်တော်ညီမင်းညို30ကြာတယ်ညနိုးလို့ထိုင်ကြည့်လက်နဲ့တော့မထိဘူးကျွန်တော်တို့စကနာထုတယ်ကျွန်တော်တို့ချစ်သူတွေကသွားရီခဲတော့ကြီးတဲ့ညနာရီခဲတော့ကြီးညီမင်းညိုနော်အခုကြတော့တကယ်လို့သားတို့ညနိုးတဲ့စိတ်တွေပါတို့တွေပြက်ပြီလား
ဂျပန်နိုင်ငံတော့ကျွန်တော်ကြိုက်တယ်နော်ကျွန်တော်နိုင်ကြည့်ပြောနေတာဗျကျွန်တော်တနာကြီးပြည့်ဖို့ငါမလို့သေးတယ်ဂျပန်နိုင်ငံတော့ကြိုက်တယ်ဗျကျွန်တော်ချယ်ရီပန်းနေပွင့်တော့ဂျပန်ရောက်သွားတော့လေတမီးတို့ပြောလိုက်ဦးမယ်ပြောပြီးသားနော်မောင်တာချိုကြီးစာပေဟောပြောပွဲဂျပန်သွားတော့လေတိုကျိုမြို့2ယောက်သေးနေဝင်းမြင့်နဲ့ည10 နာရီခွဲလေရင်ရန်ကုန်လေစိတ်လေမြဘယ်မှမစင်းဘူးနော်ဘယ်မှမစင်းဘူးဒါလိုက်ပတ်စံသေးကြီးတယ်မောင်တာချိုတို့ကိုဂျပန်ကအဲ့လိုခေါ်တယ်လမ်းမှာမစင်းတဲ့ဆရာတွေပြင်ပန်းနေတယ်စင်ကာပူဆင်းရင်ပြင်ပန်းနေဘန်ကောက်ကိုဆင်းပြန်တက်ပြင်ပန်းနေဥတာချိုဒါလိုက်စီးခဲ့တိုကျိုကစောင့်နေမယ်နရီတာလေစိတ်ည10 နာရီခွဲမနေ့မိုးလင်း9 နာရီတို့ဆင်းပြီဟာနင်းနေနဲ့ snow country မိုက်တိုက်ဆိုင်ပါပဲချယ်ရီပန်းတွေပွင့်တဲ့ရက်မှာရောက်သွားတာဗျာကျွန်တော်ညအိတ်တော့နှစ်ညလဲလွန်ဟောဟိုတယ်မှာအိတ်နေတာရေတွေခဲနေတဲ့ညကြီးမပြောနဲ့တော့ကြာမကြောက်လို့ရေတော့တအားခဲတာပေါ့လမ်းပေါ်မှာရေခဲလုံးနေဗျာကဲစဉ်းစားကြည့်လိုက်ကားလမ်းဘေးမှာရေခဲလုံးကြီးတွေပေ90တော့ပြင်းနေကားအိတ်ရသွားနေတာစဉ်းစားကြည့်တော့အဲ့ဒါနေ့က12 နာရီနေထွက်လာပြီမပြောဘူးကဲသဘောပေါက်တော့အဲ့ဒါနေ့ကင်းဘက်မှာမပြောဘူးအဲ့ဒီတိုင်းပဲအတုံးလိုက်ကြီး3 4 5လအတုံးကြီးမပြောဘူးအဲ့ဒါသွားကင်ကြီးမားတယ်ရှတယ်ကြောက်တုံးလို့ပဲအဲ့မှနေရတယ်ကျွန်တော်တို့တညသားဝယုံသုံးကလူတွေပြေးကြတော့လာနှိုးတယ်ဆရာချိုထရှာနေဝင်းမြင့်ထအရေးကြီးလို့ထပါဘာလဲမိလောင်လာလားဟိုတယ်ဘောလှမ်းကြည့်ဟာလူတွေလမ်းမှာပြေးနေကြတော့ဝရောနဲ့ဂျပန်တွေပြေးနေကြတာဘာဖြစ်လဲကွာအိုးလိုက်ကြည့်နေနော်ဆရာချိုလာခဲ့ဆင်းလာခဲ့ဘာဖြစ်လဲဟာဆရာချက်ဒီပန်းပွင့်လို့လေဟာမင်းရတယ်မင်းများလောင်တာလားလို့ချက်ဒီပန်းတွေပွင့်လို့ပြေးကြဟာပြေးလိုက်တာတမိုင်ခွဲလောက်လဲပြေးပြီးရောတိုကျိုမြို့လေကောင်ကဈေးနာရောက်တော့ပထမဦးဆုံးချယ်ရီပင်စပ်ပွင့်တယ်ကျွန်တော်ရန်ကုန်အိမ်မှာကင်မရာတစ်လုံးရှိတယ်အပြာလေးဂျပန်ကလက်ဆောင်ပေးတာနှလုံးပေးလိုက်တယ်ကျွန်တော်ဂျပန်တတိယလိုက်တာဆရာဦးသားချိုကြီးတဲ့ဆရာတို့ဆင်းလိုက်တာဗျာတဲ့နှလုံးယူသွားတယ်ကျွန်တော်အပြာတစ်လုံးပန်းအောင်တစ်လုံးကျွန်တော်ပန်းအပြာလေးကင်တာအဲ့ဒီကင်မရာနဲ့စိုက်တာအဲ့ဒီအပင်ပဲဂျပန်နိုင်ငံမှာပထမဦးဆုံးပွင့်တဲ့ချယ်ရီပင်အဲ့နှစ်က2014မှတ်မိတယ်မတ်လ31ရက်နေ့ကျွန်တော်ရောက်နေတာပဲကဲမင်းကိုနိုင်ပေးတဲ့အေးကြီးနဲ့ကျွန်တော်ကအဲ့အမေကြီးအိမ်မှာရှိတယ်ပြန်မပေးဘူးကျွန်တော်ကိုမင်းကိုနိုင်ကအပိုင်ယူလိုက်တယ်ကဲအာကြီးနဲ့ဒါဟာမိုက်တယ်ကွာဓာတ်ပုံတွေရိုက်နိုင်ဝဲလောက်ကြာတော့တီနဲ့လူတွေပါလေတေတာကြနေတာပဲ ambulance လာတာဟာဝင်ကြီးတွေရောပါတွေရောက်ချလာတာရှင်သူအားပေးတို့ဓာတ်ပုံလာရိုက်တာတစ်ပင်ကိုမိနဲ့ဆက်ထိုးထားတာရုပ်ရှင်ရိုက်တယ်လို့ပဲဒီချယ်ရီပင်ကိုစလောင်းနေနဲ့မိထိုးထားတာဟာနောက်နေ့မနေ့လဲမွန်လင်းရောဂျပန်သတင်းစာတွေမှာပါလာတဲ့အဖုံးမှာအဲ့အပင်ကြီးနဲ့အောက်ကပြည်သူလူထုအများကြီးနဲ့သတင်းကဗာရေးထားတဲ့ထင်လေ2014ခုနှစ်မတ်လ31ရက်နေ့ကိုဂျပန်နိုင်ငံတော်တွင်ပထမဦးဆုံးချယ်ရီပန်းများစတင်ပွင့်ခြင်းနေ့ဖြစ်သတ်မှတ်လိုက်သည်ယနေ့မှစ၍နောက်3ရက်အတွင်းအမျိုးသားပန်းများပွင့်သောရာသီအဖြစ်သတ်မှတ်သည်ဂျပန်နိုင်ငံတော်မိုးလေဝသနှင့်ဇလဗေဒအေဂျင်စီ၏အတည်ပြုထောက်ခံချက်အရအဲ့ဒါပါတယ်အဲ့ဒီစကားအရေးကြီးဆုံးပဲဂျပန်နိုင်ငံတော်မိုးလေဝသနှင့်ဇလဗေဒအေဂျင်စီ၏အတည်ပြုထောက်ခံချက်အရအမျိုးသားပန်းများပွင့်သောရာသီစကြောင်းအစိုးရအဖွဲ့ကြီးညာသည်ဂျပန်အမျိုးသားအမျိုးသမီးအားလုံးချယ်ရီပင်များအောက်သို့ရောက်ရှိလာရန်ဂျပန်နိုင်ငံတော်အစိုးရရုံးကအထူးတိုက်တွန်းနှိုးဆော်သည်ပုံရှင်ဆိုအားဘေးအခုလူကြီးပဲသူဂျမ်းမှာနားပါသေးတယ်နော်အခုမှပြန်ဖြစ်နေတာဝင်းကြီးရုပ်ဟာမိုက်နောက်နေရစပြီးဂျပန်ရောက်ဘောင်းသားချိုးလို့စာပေဟောပြောပွဲကတပွဲဟောတာတူတူမှာရက်တရပိုးနေတာတလား2 နာရီရှောက်နေကြတာညတိုင်းသွားတာဗမာနိုင်ငံမှာသတင်းကျုပ်ပွဲတော်အတိုင်းပါပဲတကြံပွဲတော်အတိုင်းပါပဲအိမ်ရှိလူကုန်အကုန်ရုံနေဈေးတွေပိတ်အကုန်ထွက်ချမ်းသာတဲ့နိုင်ငံအနှွေးအိတ်တွေနဲ့ခေါင်းစွပ်တွေနဲ့လက်စွပ်တွေနဲ့နှင်းကာတွေနဲ့ဆွဲကြီးတွေနဲ့ဂျပန်အရက်စာကြီးတွေနဲ့ခောက်ဆွဲပူးတွေနဲ့အဖေအမေညီမလေးတွေအကုန်အားလုံးနဲ့ဆိုင်တဲ့ပွဲတော်ကြီးပန်းပွဲတော်ကျင်းပါတယ်ဟနာမိ HANA ဟနာပန်းဂျပန်လို MI ပွဲတော်ဟနာမိပန်းပွဲတော်အင်္ဂလိပ်ဘာသာနဲ့ Cherry ဂျပန်လိုပေါင်းတော့ SAKURA ဗမာတွေကဆာကူရာလို့ထွက်နေတာစကူရာချယ်ရီပန်းပွဲတော်ကြီးဖြာလေးတွေအင်းကလိတ်ပြီးယူလာတယ်မျက်ဖြာလေးတွေတစ်ပြောင်းမှဖြန့်တယ်စားကြတောက်ကြယောက်ျားတွေကတောက်ကြလဲကြစကားတွေပြောကြအာလူရိုက်ကြလမ်းတွေလျှောက်ကြကျွန်တော်လှလိုက်တာတခုထူးဆန်းတယ်ဗာလဲသိလားမြေသူတဦးတယောက်မှချယ်ရီပန်းကိုမခိုးဘူးမောင်သားချိုမနေနိုင်မထိုင်နိုင်ပဲနဲ့ရန်ကုန်တက်ကတူမှာဗမာသားလာတင်သွားတဲ့တပည့်တွေကိုတွေ့တော့မေးရတယ်ကျွန်တော်ကရန်ကုန်တက်တူမှာနေတော့ကျွန်တော်ကဗမာသားတင်တာနိုင်ငံသားကိုကျွန်တော်တင်တာဗျကိုရီးယားတွေနဲ့ကျွန်တော်ပို့ခင်တာပေါ့နော်ကျွန်တော်ကိုရီးယားစကားနည်းနည်းရတယ်ကာနာဒါဘာစာဟာတာခါတာဖာဟာရတယ်ခိုင်းခေါက်ပေးကျွန်တော်ဘောကြီးရတယ်ကျွန်တော်ဖေအော်မောနီမေမေနာမှုတစ်ပင်ဟတ်ဆင့်ကျောင်းသူရိုးစုပမောက္ခအဲ့ဒီကလထိုင်းအညာကြီးကဆေယောအညာကြီးကဆေယောဂန်ဇာဟာမီဒါဂျွန်စွန်ဟာမီဒါ
ကျွန်တော်ကိုရီးယားပို့ရတာပေါ့ဂျပန်တင်နေပဲရတယ်ကျွန်တော်ကမိုက်ဟာအေးရန်ကုန်တက္ကသိုလ်မှာဗမာမောင်သားချိုတင်ဘူးတာဂျပန်တင်တယ်ကိုရီးယားကိုတင်တယ်ဂျာမန်ကိုတင်တယ်ကျွန်တော်တရုတ်ကိုတင်တယ်ကဲသူတို့စီကစာလေးနည်းနည်းပြန်တင်တော့နည်းနည်းပါကျွန်တော်ရတယ်မေးကြည့်တယ်ခင်ဗျားတို့အဲ့ဒါဘာလုပ်တာတော့ဆရာကြီးပန်းပွဲတော်ကျင်းပနေတာအေးကျွန်တော်မေးချင်တယ်တခုရှိတယ်ဂျပန်နိုင်ငံမှာအဲ့ဒီပန်းကိုကောင်မလေးတွေပန်းသလားကျွန်တော်မေးကုန်အဲ့ဒါပဲလူရင်းပြောမယ် no တဲ့ရောက်မှာမပန်းဖျားပန်းကိုထိုးလားဖျားပန်းကို no ဘယ်မှမထိုးဘူးစပွဲပေါ်မှာထိုးလားဆိုတော့စပွဲပေါ်မှာအလှ no ဈေးမှာရောင်းသလား no ဆရာဂျပန်တနိုင်ငံလုံးတိုကျိုရောတောရွာလေးတွေရောလယ်သမားသားသမီးရောမုတ်ဆိုးမကလေးရောစာမတက်တဲ့ကောင်ရောတက်သူကဆရာမဟုတ်ပါအကုန်လုံးတစ်ခက်မှမချိုးဘူးဆရာဟုတ်တယ်အလှကြည့်တာညံ့နိုးတဲ့တန်ဖိုးခေါ်မှာပေါ့ sentimental value SENTIMENTAL sentimental ညံ့နိုးတာဘာမှလုံးမရတော့ကြိုက်နေတာ sentimental value ဘာမှလုံးမရတော့ကြိုက်နေတန်ဖိုးချစ်သူဓာတ်ပုံလေးကိုညံ့နိုးနေတာမျိုးပေါ့အောက်ဆန်းဓာတ်ပုံကိုကြိုက်တယ်လို့မျိုးပေါ့ဂေါရမမြတ်စွာဘုရားကိုကြောတာမျိုးပေါ့အမေဓာတ်ပုံလေးကိုမထိနဲ့မိပွင့်သွားမယ်ဒါမျိုးပေါ့ကြက်ကြော်ကိုထားတဲ့တန်ဖိုးကအတုံးချတန်ဖိုး use value ခေါ်တယ်စားတာအတုံးချတာရေကိုတန်ဖိုးထားတယ်ဗါလေ use value တောက်တယ်လေတယ်လီဖုန်းကိုတန်ဖိုးထားတယ်ဗါလေ hello စကားပြောတယ်လေဘီယာကိုတောက်တယ်တန်ဖိုးထားတယ်တောက်လို့ရတယ်လေသူကဖက်နှက်ကိုစီးလို့ရတယ်လေနိုင်လက်ပတ်ကြည့်ရတယ်အဲ့ဒီဝတ်လို့ရတယ်လေဒါပန်တဘိုးလေ use value တချို့အရာတွေကဘာမှလုပ်မရဘူးအမေဓာတ်ပုံဘာမှလုပ်မရဘူးမေမေတို့မိသားစုကိုဈေးတောင်ကောင်းရပြီးခက်နဲ့ဘွဲအောင်ထားတာမေမေခု58နဲ့ကင်ဆာနဲ့ဆုံးတာအမေရှိရင်ကောင်းမှတတိယလိုက်တာမေကိုဒီဓာတ်ပုံလေးပဲကြံခဲ့တာငါတို့မိသားစုမှာချစ်လေရတာကျွန်တော်တို့ဘာမှလုပ်မရဘူးနော်အမေပတိလေးငါမေစိတ်တယ်ပတိလေးအမေမရှိတော့ဘူးငါသိမ်းထားမှထားတော့အမေပတိလေးဟောင်းသွားပြီစင်းစင်းနဲ့တရားလားအမေဒါတတိယလို့အမေပတိလေးကိုကျွန်တော်မြင်ဘာတန်ဖိုးတွေလဲဗျ sentimental value တွေညံ့နိုးတဲ့တန်ဖိုးရန်ကုန်တက္ကသိုလ်ရှေ့ရတစ်ပုတ်ပကြီးဘာလို့ရလို့လဲတင်မှာကြောက်လို့နာဂိဖုန်တိုင်းမှာလူတွေပြေးလာကြတာလဲသွားပြီလားဟဲ့လုံးကြပါဦးငါတို့မင်းချစ်တာကျွန်တော်တို့ဘွယ်နဲ့သမီးကြီးနဲ့လေတို့မင်းမလဲဘူးလားမလဲဘူးနော်အေးမလို့ငါတို့ကြောက်ကြီးနော်နှစ်တရာပြေးတော့မလဲပါနဲ့ဒီမင်းမသေးပါနဲ့ကျွန်တော်ချစ်လိုက်ရတာကျွန်တော်တို့လူတွေမှာမျက်နှိုးတာတွေအများကြီးရှိပါတယ်တဲ့အဖေကိုမျက်နှိုးတယ်အမေဓာတ်ပုံလေးမျက်နှိုးတယ်ရွာဦးကျောင်းကဖုန်းတော်ကြီးဓာတ်ပုံလေးမျက်နှိုးတယ်ရွာထိတ်ကညောင်မကြီးလဲမှကြောက်တယ်ရေကန်ကြီးကိုမိသားစုဓာတ်ပုံလေးအမေစိတ်တဲ့ပတိလေးအဖေကင်သွားတဲ့ရေဒီယိုကြီးမလွတ်ပြည့်ရဘူးကျွန်တော်တို့မှာအချစ်သူပေးတဲ့လက်ကင်မွာလေးစသည်ဖြင့်ဘာတန်ဖို့လဲ sentimental value ခက်ညံ့တိုင်းပြည်တွေမှာလူတွေချလာပြီဆိုရင်ညံ့နိုးတဲ့တန်ဖိုးတွေကျသွားတယ်အတုံးချတန်ဖိုးပဲကြိုက်တယ်ဝက်နံဦးကျော်ကြိုက်တယ်စားလို့ရလို့ပြန်စဉ်းစားကြည့်တော့ဒီတယ်လီဖုန်းပြောလို့ကောင်းတယ်တန်ဖိုးထားတယ်ပြောလို့ရလို့အဲ့ဆိုင်ကဲကောင်းတယ်စီးလို့ကောင်းလို့အဲ့ဒီဘီယာတောက်လို့ကောင်းတယ်ကြပြာဘာလို့မှလဲသွားစမ်းပါလကအရင်မြတ်ဖတ်မရဝတ္ထုဘာလို့မှသွားစမ်းပါလကအရင်မြတ်ဖတ်မရအောက်ဆန်းတက်ပုံစောက်ယူနေတာမြင်သွားမှာအရင်မြတ်ဖတ်မရကျွန်တော်ပြောရိုင်းသွားရင်ခွန့်လွတ်ပါညံ့နိုးတဲ့တန်ဖိုးကျသွားရင်အဲ့တိုင်းပြီးသွားပြီဂျပန်လူမျိုးတွေကိုကဘာလေးစားတာဒီကောင်တွေချယ်ရီပွင့်ချိန်မှာတမျိုးသားလုံးတကောင်တလွဲအကုန်လုံးလမ်းပေါ်ရောက်နေတဲ့ညပဲဗျအကုန်လုံးဖြာတွေခင်းပြီးနင်းနေကြမှာတစ်ပြောင်မှာပျော်ပွဲစားနေတဲ့နိုင်ငံပဲဗျတပွင့်မှာမခုပဲနဲ့စားတာတောက်တာနေတယ်အရက်တွေတာတောက်နေတာအဲ့ပန်းခူးလို့လားဘာလို့ညရတာလဲအရသာကြည့်နေကြတာဒီမှာတောက်လိုက်ကြလှလိုက်တာနှင်းနေတဲ့တို့နိုင်ငံနှင်းပွင့်တိုင်းပြည် Snow Country ဂျပန်နိုင်ငံနှင်းတိုင်းပြည်လေလှလိုက်တာချယ်ရီတွေနဲ့စကုရာဂျပန်လူမျိုးတွေခက်ရက်တီရတယ်ပင်လယ်ထဲမှာတည်ထားတဲ့ကျွန်းစစ်ရှုံးခဲ့တဲ့အမေရိကန်ကိုလက်မှတ်ထိုးပြီးတော့ကြောက်ပါပြီးပြောခဲ့ရတယ်တို့နိုင်ငံ45ခုဒုတိယကမ္ဘာစစ်ကြီးအပြီးမှာငရင်တွေလှုပ်ပြီးတိုက်တွေပြိုပြီးလူတွေသေပြီးငါတို့မိတောင်တွေပေါက်ပြီးလူတွေသေပြီးငါတို့ပဲငါတို့ပြန်ယုံထပြီးတထဲနိုင်ငံဖြစ်အောင်လုပ်ခဲ့ရတာလူတွေရုပ်ကန်တယ်လို့ငါတို့ရင်ညိုမှာပွင့်တဲ့ချယ်ရီပန်းလေးတွေလည်းခက်ပွင့်ရတယ်တို့အမျိုးသားနဲ့တူလိုက်တာတို့ဘယ်တော့မှမခိုးဘူးတို့ဘယ်တော့မှမပန်ဘူးတို့မနှမ်းဘူးသူ့အတိုက်ပဂရိအပင်မာဒီတိုင်းလှကျင်တိုင်းလှစမ်းမင်း3ရက်ပဲပွင့်မဲ့ပန်းပြီးရင်မင်းအကုန်ကျွေးမယ်မင်းတို့ဂျားမှာကြည့်လို့မရဘူးမင်းကိုတွေ့ဖို့နောက်ထပ်365ရက်တို့စောက်ရမယ်အဲ့တော့အခုပွင့်တဲ့3ရက်မှာတို့မခိုးဘူးအဝတ်ထိုင်ကြည့်မယ်ဆရာမတွေကကလေးတွေတင်တယ်အကုန်လုံးဂျပန်မှန်ရင်ကလေးအစဒီကောင်နဲ့စိတ်တွေမိုက်တယ်နော်ကြီးချမ်းသာလိုက်တာလူတယောက်တရက်ကို2သိန်းရတဲ့နိုင်ငံပေါ့ဗကန်ဆေးတာတော့မှတရက်2သိန်းရတဲ့နိုင်ငံပေါ့တနအီဗကန်ဆေးရန်900ရတဲ့နိုင်ငံလေးဗျာကျွန်တော်တပည့်မလေးတွေအဝေးတင်ကောင်မလေးတွေဆေးနေတာခင်ဗျာတစ်လောက်45သိန်းနဲ့ဆေးနေတာပဲအေးအသေးနိုင်ငံစိတ်သက်တွေကြည့်တော့လေမိုက်လိုက်တာသူတို့ချယ်ရီပန်းကိုမခုပဲနဲ့ထိုင်ကြည့်တဲ့လူမျိုးဗျာခုနချစ်သူရဲ့နှကန်းလေးကိုကြည့်တဲ့လူတွေပဲနော်လူကမျက်နှိုးလိုက်မဖြစ်သေးဘူးနော်အရေးကြီးလူကတကယ်ချစ်လိုက်ရင်အရေးကြီးမဖြစ်ဘူး
တို့ရွာထိတ်ကညုံမင်းရှိသေးလားတို့ရွာနောက်ကတောင်တန်းလေးရောရှိသေးလားတို့ရွာကိုပတ်သွားချောင်းလေးရောကောသွားပြီလားရေတွေပဲရှိသေးလားရေတွေပဲသွားလို့ရသေးလားအေးခမ်းမကြောက်လို့ငါတို့ကလူတွေနော်စိတ်တွေနူးညံ့လိုက်တာဆရာမတို့ရဲ့တမျိုးသားလုံးပြန်ပြောကျင်တာကတခင်အောင်ဆန်းကပါတော်မူပြီးနောက်ပိုင်းသူ့ကျွန်ဘဝလွတ်အောင်လို့ဂျပန်ကလေလက်နဲ့အတူပြန်လာတဲ့လူကြီးကဂျပန်ခေတ်မှာပဲမိမယူပြီးဂျပန်ခေတ်မှာပဲစာပေဟောပြောပွဲတွေဟောခိုင်းတယ်။နောက်နာကတ်မှာတိုင်းပြည်ပြည့်မယ်ဆိုတာဟာနိုင်ငံခြားတိုင်းပြည်တွေကတနတ်နဲ့ဓာတ်နဲ့နှမ်းနဲ့ဝင်သိမ်းမှာမဟုတ်ဘူးနော်တဲ့။ကင်ညာနဲ့လာပြီးတော့ဖြတ်မှာလေတွေကိုဖြတ်မယ်ယာတွေကိုဖြတ်မယ်တောင်ကိုဖြိုမယ်မြစ်ကိုဖြတ်မယ်မိမတွေရဲ့ကိုယ်ကာယကိုဖြတ်မယ်စသည်ပေါ့အစိုးဆုံးကတော့လူတွေရဲ့နှလုံးသားတွေပြည့်ဖို့ဆိုးတယ်နော်တဲ့။တိုင်းပြည်ပြည်သားတွေစိတ်ပြက်ပြတ်သွားရင်အစိုးဆုံးပဲနော်ကျွန်တော်တို့ကာကွယ်နိုင်လားဒါမေးတာမြစ်လည်းမကာကွယ်နိုင်ထိုင်ကြည့်နေတောင်လည်းမကာကွယ်နိုင်မင်းနဲ့ဖြစ်တဲ့လူမျိုးကိုတောလည်းမကာကွယ်နိုင်ကျွဲလည်းမကာကွယ်နိုင်နွားလည်းမကာကွယ်နိုင်တောက်တက်လည်းမကာကွယ်နိုင်ငရှင်းလည်းမကာကွယ်နိုင်ကျွန်တော်အကုန်ပါနေတာဟုတ်အကုန်လုံးသိတာဟုတ်ခရီးပင်လည်းမကာကွယ်နိုင်နော်လူတွေဘိုက်လည်းမကာကွယ်နိုင်လူတွေတိုက်သူပြည်သားတွေရဲ့နှလုံးသားကိုကာကွယ်နိုင်လားစိတ်တွေပြတ်သွားတာအဆိုးဆုံးပဲရိုက်သွားတယ်ကြမ်းသွားတယ်သူတို့မှကိုယ်မှသူပြောက်နေလို့ကျွန်တော်တို့မြစ်တာတရားတွေခန်းချောက်သွားတယ်လူချင်းတန်ဖိုးထားမှုတွေမရှိသွားတယ်သူတို့ပန်းလေးကိုတရားရကျွန်တော်တို့ဘယ်ပန်းမှမရှိဘူးကျွန်တော်တို့တိတ်မရှိဘူးကျွန်တော်တို့မမြင်ဘူးကျွန်တော်တို့ချလက်တွေစောက်လို့ရတာလုပ်ပဲဗမာနိုင်ငံကိုရှေ့လျှောက်ကာကွယ်ဖို့ဆိုတာတနှက်နဲ့ဓာတ်နဲ့မရတော့ပါဘူးတဲ့တိုင်းသူပြည်သားတွေရဲ့နှလုံးသားနဲ့အသိနဲ့လာကာကွယ်လို့ရမှာပါတဲ့ရှေ့ဆက်ပြီးတော့ပါရမူနိုင်ငံမဖြစ်ဖို့သမီးတို့သားတို့ကျောင်းသားကျောင်းသူတွေပညာတတ်တွေမလားတို့နိုင်ငံထပ်ပြီးမပါရအောင်ကားလေးနဲ့ပြန်လာတော့ကျွန်တော်ပြောလိုက်ဦးမယ်ဗျာကျွန်တော်ဗျာစိတ်ကစကားရှင်းမှကြောက်လို့ကားလေးနဲ့ပြန်လာတော့စာရေးဆရာတယောက်ကပြောတယ်နိုင်ငံကျော်စာရေးဆရာပဲကျွန်တော်တို့ဟိုးမြကြီးနာပြန်လာတော့လမ်းပြဝဲရကြီးတန်းလန်းနဲ့ကိုသားချိုကြီးတဲ့ကျွန်တော်တခုပြောမယ်နော်တဲ့ကျွန်တော်တိုင်းပြည်ဟာခင်ဗျာစစ်တပ်မလာဘဲနဲ့အသိမ်းမခံရပြီလားဗျာတဲ့ကဲကျွန်တော်တတ်နိုင်ဘူးအတူစကားနော်ကျွန်တော်တို့နိုင်ငံဘယ်စစ်တပ်မလာမတိုက်ဖဲနဲ့ကျွန်တော်အသိမ်းခံနေပြီထင်တယ်နော်ကျွန်တော်တို့ရဲ့ကျွန်တော်ဘာမှမရှိပါလားဟိတူရဲ့အကုန်လုံးဗျာတဲ့နေရအနှံ့ပြားနောက်ဆုံးအိမ်မှာစားတဲ့မိသားစုထမင်းစားတဲ့မိဖို့ကြောင့်လည်းအစားကျွန်တော်တို့အသိပိုက်ခံရတာထင်တယ်ကျွန်တော်အားလုံးဖယ်ပေးလိုက်ရတယ်ကျွန်တော်ညံမရှိတော့ဗမာအစားအစာတွေဖယ်ဗမာချင်းဘက်တွေဖယ်ကိုရီးယားကင်ကြီးလားဗမာအရက်တွေဖယ်ကိုရီးယားအရက်တွေရောက်လာတယ်ဗမာမုံဘဲသေးစားတွေတောကြတယ်သွားသမ်းမှာကျွန်တော်မကာကွယ်နိုင်ဘူးတော့ကိုယ်စားစားတော့မှရန်ကုန်မြို့မှာမုံလုံးရေပေါ်ဘူးစားမှာလေမုံပိန်းနေစီဘူးစားလို့လေမုံဘိုင်းတော့ဘူးစားလေဆရာမတို့မုံစိမ့်ပေါင်းကျွန်တော်တို့ညံနေတော့ကျွန်တော်တို့ရှက်တယ်လေမစားဘူးလေမကာကွယ်နိုင်ဘယ်သူကဝင်လာလဲရေလုံးနဲ့ဝင်လာမှာပေါ့ KFC ကြက်ကြော်ဝင်လာမှာပေါ့ကျွန်တော်တို့ကော်ဖီမြစ်တွေဝင်လာမှာပေါ့စဉ်းစားကြည့်အောင်တော့ကျွန်တော်တို့ဘယ်သူကရေးလဲဆိုတော့ဒေါက်တာဒေါ်မြင့်မြင့်ခင်တမားတော်ကြီးဒေါက်တာဒေါ်မြင့်မြင့်ခင်ဆုံးပါပြီသူ့ယောက်ျားဒေါက်တာဦးစံရွှေဘော်ဦးနေဝင်းနဲ့ပြဿနာဖြစ်တဲ့ဆရာဝန်ကြီးသားတယောက်ကြံခဲ့တယ်ဒေါက်တာမြင့်စံဒေါက်တာမြင့်မြင့်ခင်ဆိုတာစာရေးဆရာမဂျူးတို့ရဲ့ဆရာမကြီးဆရာဝန်ကြီးကမာမကြီးလို့ခေါ်တယ်ဒေါက်တာခင်မောင်ဝင်းကိုနေရိုက်တဲ့ဆရာမကြီးပဲခင်မောင်ဝင်းနေတည်သွားမယ်တဲ့သူ့ကြောက်လိုက်ရတာပညာတက်လို့အလုပ်လုပ်တာဗမာလုပ်တာလေကုလသမဂ္ဂကလုပ်တာဆရာဝန်ဘိုးလိုမှုတ်နေတဲ့ဆရာမကြီးစောက်တော့ရေးတယ်မလားတက်ရှည်ကျမ်းမှာမြမအစားအစာဝယ်ဖက်ပါလားဗမာတွေညံ့ပြင်းပုံမှာတော့ကျန်တာတွေအတိုက်ခိုက်ခံရတာထားပါတော့တဲ့ကိုစားတဲ့အစားအစာတော့မှနေရာဖယ်ဖယ်ပြီးရှုံးသွားတဲ့လူမျိုးတဲ့မုံလို့ဘောဘာပြည့်ရှိလဲဆရာမကြီးကချစ်တယ်လို့ဆရာမကြီးကိုချော့ချော့ကြီးနော်ဘိုးတော့စီးကရက်ဖွာပြီးနေမှာပလဲပရီးနေနော်ခက်မိတယ်နေတာရွှေမဘူးလန်ဒန်မှာနေတာလေမုံလို့ဘောဘာပြောင်းလာရှိလို့လေတဲ့ကောင်းချင်းနဲ့အဲ့ကောင်းချင်းကိုဖြဲတယ်မလားရှင်တို့တဲ့ထင်းချက်ကိုတီးတယ်မလားထင်းချက်တဲ့ထင်းချက်ကိုတစ်ချက်ထိုးထဲတယ်လေပြန်ပိတ်တယ်လေရေတွေပုတ်ပတ်ဆူတယ်လေပြစ်ထဲတယ်လေပေါ်တော့ဆယ်စားတယ်ဘာဖြစ်လဲတကယ်ကောင်းချင်းရင်ထင်းချက်ခဲရတယ်ဘာကဲမိခဲပါလဲစီပါလားတဲ့တို့ကျမတို့လူမျိုးအဲ့တော့ရှက်တယ်လေအဲ့တော့ဖယ်လိုက်တယ်ဟိုချားသာဝင်လာတယ်နော်ဆရာနော်ကြောက်စံနော်အာကုတို့တက်မဲ့အစားအစာကြတော့ခုံမတက်လာတွေ့လာတယ်ကိုယ်အစားအစာတော့ကိုမကာကွယ်လာတဲ့ကိုရီးယားတွေကကာကွယ်တယ်ကိုရီးယားသူချင်းမက်ကိုထိခံလာတယ်ကဘာကျော်သားချင်းမက်ကကိုရီးယားရဲ့ဆိုကျူးကဘာကျော်ပဲနော်ဂျပန်စာကေရဲ့ကဘာကျော်ပဲနော်ဟာအထိမခံဘူးကဲကျွန်တော်တို့နိုင်ငံပေးလိုက်တာတောင်တွေတောတွေမြစ်တွေလူတွေအသိအိမ်တွေနှလုံးသားတွေမကောက်ဘူးကျွန်တော်တို့ကအကုန်လုံးအဆဆအရာဖယ်ပေးနောက်ဆုံးရင်းနဲ့မကာဝယ်နိုင်ရင်အကုန်လုံးအဝါခံမှာတဲ့တချင်းတွေရောဝတ္ထုတွေရောမိမတွေရောနှလုံးသားတွေရောတောတွေရောတောင်တွေရောနွားတွေရောအဆဆတွေရောအရက်တွေရောဖယ်ပေးမင်းတို့နောက်ဆုံးမင်းတို့ဖယ်ကြာရင်တို့ကတနှက်နဲ့မတိုက်ဖဲနဲ့မပြစ်ဖဲနဲ့တို့ကထပ်ပါတော့မွေးနိုင်ငံပဲမောင်သားချိုပြောတာတဏှာကြီးနဲ့15ရှိသွားပါတယ်4 နာရီ15ဆိုတော့လေကျွန်တော်တက်တာပြန်ကြည့်တာတနင်္လာ15ကြာသွားတယ်ရက်တင်တာပေါ့ကျွန်တော်တို့လေအတန်တွေလဲနာဝင်းဒီညတခါမုံရွာမှာရှိတဲ့ကျောင်းတဲ့ကျောင်းကခေါ်လို့ဖိတ်မနက်ဖြန်မိုးလင်းတော့လင်းမြန်လက်မှန်မရမန္တလေးပဲသွားအေးရမယ်ထင်ပါလေမနက်ဖြန်ညညနေ9 နာရီလင်းနဲ့
ရန်ကုန်မြို့ကိုသွားပါသွားအိမ်မပြန်မဲနဲ့ကျွန်တော်လေစိတ်ကနေကားကိုကြိုခိုင်းထားတယ်မင်းကိုနိုင်ရဲ့ကိုကြီးမီရဲ့နီလာသိန်းတို့လောက်တာမှော်ပြီးမှဆရာကြီးတဲ့လေစိတ်ကိုရောက်ရင်ဖုံးဆက်လိုက်ပါတော့တမီးတို့ရန်ကုန်လေစိတ်ကနေည9နာရီစောင့်နေမြန်တော့တဲ့ကားကိုတလက်ချမ်းမောင်းသွားမယ်အေးရှေ့မှာဘသူဟောမှာရုပ်ရှင်မင်းသားကျော်သူတဲ့အေးကိုကျော်သူကိုထိတ်ကတင်ထားလိုက်စိတ်ရှင်တို့ဆရာနောက်ဆုံးတက်တော့တဲ့အေးရတယ်ငါ9နာရီစနေရောက်လာမယ်မနေ့ကညအိမ်မှာလည်းမလီယာအတန်တွေကဝင်အိမ်ကြီးမရှိတော့တလလုံးရှောက်သွားတယ်တက်ကတူမှာစာတင်ခဲ့တဲ့ကောင်ကြီးစာရေးဆရာလှုပ်တော့လူတွေဖိတ်တော့လဲတောင်သွားမြောက်သွားပါတယ်ကျွန်တော်တက်ကတူချစ်ပါတယ်ဆရာဆရာမတွေပို့ချစ်ပါတယ်ပညာတက်တီပြောင်းလဲမှနိုင်ငံပြောင်းလဲမှာပါကဘာပေါ်မှာအစောဆုံးတက်ကတူပေါ်ခဲ့တာဘိုလိုညာ University အီတလီမှာစဆောက်တာပါဘိုလိုညာတဲ့ BOLGNA ဘိုလိုညာမြို့နယ်ပဲဘိုလိုညာ1388မှာစဆောက်တာကဲအင်္ဂလိပ်တက္ကီ1388အနော်ထားမင်းစောတော့မသေးသေးဘူးကဲဘယ်လိုလုပ်ကြမလို့ကဲကဘာမှာပထမဦးဆုံးပေါ်တဲ့တက်ကတူဘိုလိုညာ University B နဲ့ပေါင်းတဲ့ BOLGNA ဘိုလိုညာအီတလီနိုင်ငံမှာစဆောက်တာ1388ကျန်စစ်သားနာမည်တည်းဦးကျွန်တော်နိုင်ငံကိုလာဝေးတက်သူဆောက်ဖို့နေတဲ့သားကညာကဥဆောင်မှာတိုင်းပြည်ဥဆောင်မှာပေါ့မိုတိုလေးကောင်းလိုက်တာလိုဂိုလေးလည်းကောင်းပါတယ်စီပီလေးလည်းပါတယ်စာအုပ်လေးလည်းပါတယ်ကြောက်စာလေးနဲ့ဟိုမှာလည်းပါတယ်ဟိုမှာပုံလေးနဲ့ကြောက်စာလေးနဲ့အလင်းအောင်လေးနဲ့စိုးအုပ်ကလေးနဲ့အယုတ်ကလေးတွေပေါ့ဒါတော့ဗာလဲလိုဂိုပေါ့တစ်စိတ်ပေါ့မိုတိုMOTTO ကိုမော်တိုလို့ထွက်တယ်ဆောက်ပုတ်ကလေးပညာသမာအာဘာနတ္ထိပညာနဲ့တူသောအရာဒီမရှိတက်ကတူတိုင်းမှာမိုတိုရှိတယ်လေဆောင်းပုတ်ကျွန်တော်အကြိုက်ဆုံးကတော့ MIT ပဲနော် Massachusetts Information Technology အမေရိကန်နိုင်ငံနည်းပညာတက်ကတူမိုက်တယ်နော် MIT ဆိုလို့မန်လေးတက်ကတူထင်မနေနဲ့ဟုတ်အမေရိကန်နိုင်ငံမှာရှိနေတဲ့ Massachusetts Information Technology MIT ကဘာကျော်တက်ကတူကြီးပဲအကြိုက်ဆုံးပဲအဲ့မိုတိုသုံးလုံးနဲ့ HAND hand ANDN MIND mind ပါတယ်လေလက်နဲ့နှလုံးသားတဲ့ဟာတိတ်ကြိုက်သွားတယ်လက်နဲ့နှလုံးသားတဲ့တိုင်းပြည်ကိုဒီဆောက်ဖို့ဆိုတာဒါတို့သမီးတို့ဟာလက်လက်ပါမှာပေါ့လက်တွေ့ဆောင်ရွက်ဖို့ physics တွေ chemistry တွေတွက်ကြမယ်ချက်ကြမယ်ဖားတွေခွဲမယ်ဘော်ဒန်ဒီတက်ပင်တွေဆက်ကြမယ်မျိုးတွေ genetic engineer တွေဆက်ကြမယ်ကြောက်စာတွေဖတ်ကြလက်ပါမှာပေါ့ hand in mind အမေရိကန်နိုင်ငံတိုက်သူပဲဆောင်ဖို့နော်လက်နဲ့နှလုံးသားတဲ့တိုင်းပြည်ကိုပြောင်းဖို့ဆိုတာဒါတို့သမီးတို့လက်တွေနဲ့ဒါတို့စိတ်တွေနဲ့နှစ်ခုပေါင်းမှပြောင်းလို့ရတာမဟုတ်ဘူးလားလက်တွေလည်းတန်ပါပါစေနှလုံးသားတွေလည်းတန်ပါပါစေအဲ့ဒါပညာနဲ့ထိန်းကိုရမှာပါတီဘောမင်းနဲ့စုဖျားလက်ကိုလာဖမ်းပြီးတော့နိုင်ငံကိုတိမ့်ပိုက်မဲ့ခေတ်မဟုတ်တော့ပါဘူးညံ့နေကောင်ခံတဲ့ခေတ်ကြီးပါမညံ့ရအောင်တိုင်းပြည်ကိုဆက်လက်ကာကွယ်နိုင်အောင်တနှက်မပါဘဲနဲ့ညံနဲ့သူများနိုင်ငံတွေလိုခွေးနဲ့နမ်းပြီးစောင့်တယ်လို့ပြောပေါ့ဒါကျွန်တော်တင်စားပြလိုက်တာတနှက်မပါပဲကာထားတာဒါတွေကစနစ်တွေနဲ့အတွေးခေါ်တွေနဲ့ကိုယ့်ရီကိုယ့်မျိုးဘယ်လိုစောင့်ရှောက်မလဲကိုယ့်ချစ်သူဘယ်လိုစောင့်ရှောက်မလဲကိုယ့်အမေကိုယ့်အဖေကိုယ့်နှမကိုယ့်ရွာကိုယ့်ကျောင်းကိုယ့်တောင်ကိုယ့်တောကိုယ့်အစားစာကိုယ့်အရက်ကိုယ့်ပန်းကိုယ့်ချစ်သူကိုယ့်မိသားစုညံပါတယ်သားတို့ညံပါတယ်ဒါနဲ့ထွက်ဆက်လို့မရဘူးမုံရတက်သူကျောင်းသားများနဲ့တကွဗမာတနိုင်ငံလုံးနှစ်ထောင်ချီကြာခဲ့တယ်ယူပဗေဒမသိကင်မစထရီမသိဖစ်စစ်မသိလက်တော့မရှိတယ်လီဖုန်းမရှိတဲ့ဟိုးရှေးဟောင်းဗမာကြီးတွေဘာမှစာမတတ်တဲ့ကောင်ကြီးတွေတော့စစ်ကြအောင်ထိန်းနေခဲ့တဲ့နိုင်ငံကိုကျွန်တော်တို့လက်ထက်ကြမှာကျွန်တော်ပါပြီးတော့ပြည့်ရမယ်ဆိုရင်တရားကြီးရဗျာမဟုတ်ဘူးလားစာမတတ်ပေမတတ်ဆိုတာနှိမ့်နာမှုပေါ့ဘယင်းတွေကဖစ်စစ်မတတ်ဘူးလေကင်မစထရီမတတ်ဘူးလေဆရာကိုတက်နိုင်ဦးရဲ့ကဲပဲဘောဒင်းမတတ်ဘူးဟိတွေဇူးမတတ်ဘူးမိလည်းမရှိဘူးအဲ့ဒီလူတွေကတော့ကာထားတယ်ကဲကျွန်တော်တို့လက်ထက်ကြမှာကျွန်တော်တို့တည်နဲ့စောက်သုံးမကြဘဲနဲ့တပြေးပါမယ်ဆိုတော့မဟုတ်သေးဘူးလေဗျာအားလုံးကိုယ့်ရေကိုယ့်မြေကိုချစ်တဲ့စိတ်နဲ့ထပ်ပြီးပါရမမူအောင်စောင့်ရှောက်ကာကွယ်နိုင်ကြပါသည်လို့ပြောကြရင်ဒီကုန်းချုပ်ပါလေခင်ဗျာတော့ပါမယ်နော်